အတော်ဒီနေ့ဓမ္မဒါနကုသိုလ်ရှင်များနဲ့အလုံးသောတရားတော်မြတ်ကိုနာယူကြည်ညိုနေကြတဲ့တရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့မင်္ဂလာတရားတော်အပိုင်း3ပေါ့နော်ပူဇာစပူဇာနေရနံရောက်သွားပြီနော်ပြည်စည်းခြင်းရဲ့အကြောင်းတရားကြီးပွားခြင်းရဲ့အကြောင်းတရားကောင်းမြတ်တာတွေအလုံးစုံပြည့်စုံခြင်းရဲ့အကြောင်းတရားကိုမင်္ဂလာလို့ခေါ်တာလို့မှတ်သားခဲ့ကြပြီဟုတ်လားအတေဝနာစဘာလနံပဏိတာနိသတေဝနာပူဇာစပူဇာနေရနံဧတမင်္ဂလမုဒ္ဓမလူမိုက်ကိုမပေါင်းရဘူးပညာရှိသူတော်ကောင်းကိုပေါင်းရမယ်အဲ့ဒီမင်္ဂလာတရားနှစ်ပါးပြောခဲ့ပြီနော်ဒီကနေ့ညပူဇာစပူဇာနေရနံပူဇော်တဲ့ပူဇော်ထိုက်တဲ့ပူဇော်ခြင်းကိုခံယူခြင်းကထိုက်တဲ့အရာတွေကိုပူဇော်ရတာလဲမင်္ဂလာတဲ့အဲ့တော့ပူဇော်တယ်ဆိုတာဘာလဲဒီနေရာမှာပူဇော်တယ်ဆိုတဲ့စကားလေးကိုအရင်စရှင်းရမယ်နော်ပူဇာတိတက္ကာရဂရုကာရမာနနဝန္ဒနာပူဇာတိပူဇော်တယ်ဆိုတာတဲ့တက္ကာရစိတ်ထဲကရိုးရိုးသေးသေးတကယ်ကိုပဲမုံမုံမြက်မြက်လေးလေးစားစားဂရုကာရနော်စိတ်ထဲကတကယ်ကိုအလေးအနက်ထားပြီးတော့မာနနမြက်မြက်နိုးနိုးဝန္ဒနာနော်ရှ िख ိုးတဲ့သဘောအတပူဇော်ခြင်းမှာအဓိပ္ပာယ်တွေကယူသေးတဲ့သဘောလေးစားတဲ့သဘောတန်ဖိုးထားတဲ့သဘောမြက်နိုးတဲ့သဘောနောက်ဆုံးရှ िख ိုးတဲ့သဘောလက်အုပ်ချီမိုးပြီးတော့မန်ကိုနှိမ့်ချပြီးတော့မြက်နိုးလုံးလို့နော်ရှ िख ိုးတဲ့သဘောထိတောင်ရောက်သွားတယ်ပေါ့အဲ့တော့ပူဇော်တယ်ဆိုတာဘာလဲစိတ်ထဲကအဓိကအဲ့ဒါကိုတန်ဖိုးထားပြီးတော့တန်ဖိုးကိုနားလေတဲ့စိတ်ရှိလို့လဲတန်ဖိုးထားတာပေါ့နော်မြက်မြက်နိုးနိုးတကယ်ကိုပဲလေးလေးစားစားရိုးရိုးသေးသေးစိတ်ထဲကနော်တကယ်ကိုပဲတန်ဖိုးထားတဲ့စိတ်နဲ့မြက်မြက်နိုးနိုးအယူအသေးပြုတ်အဲ့ဒါကိုဘာခေါ်တော့ပူဇော်တယ်လို့ပြောတယ်အဲ့တော့ဘယ်ຢာတွေကပူဇော်တိုက်တာတော့အကျဉ်းမြင့်တော့နားလည်ထားကြပြီသားဖရာတရားတန်ခါယရဏမြတ်သုံးပါးနဲ့တကွမိဘဆရာဒါဟာပူဇော်တိုက်တဲ့အရာတွေလို့ဒီလိုရည်ဘူးရမှတ်သားထားကြတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာနည်းနည်းလေးပြောစရာလေးတစ်ခုရှိတာကမိဘနဲ့ဆရာကိုဖရာနဲ့တကိုင်းနဲ့ထားတယ်လို့ပြောကြတာတွေရှိတယ်ကိုယ့်ဘော်မှာကျေးဇူးများလွန်းလို့ကိုယ့်ဘော်မှာမေတ္တာကြီးလွန်းလို့နော်မိဘဆိုတာတကယ်ကိုပဲတန်ဖိုးထားအပ်တဲ့တန်ဖိုးဖြတ်လို့လည်းမရတဲ့ပူဇော်တိုက်တဲ့အရာတစ်ခုမှန်ပါတယ်အဲ့လိုပဲဆရာသမားဆိုတာကိုယ်မသိသေးတာသိအောင်မတတ်သေးတာတတ်အောင်နော်အများကြီးသင်ကြားပေးတဲ့အတွက်ကြောင့်အလွန်တရာမှကျေးဇူးကြီးတာမှန်ပါတယ်သို့တော့ဖရာတရားတန်ခါယရဏမြတ်သုံးပါးနဲ့ဒန်းတူဆိုတာကတော့မဟုတ်ဘူးဆိုတာကိုနားလည်ရမယ်ဟုတ်လားဖရာတရားတန်ခါယရဏမြတ်သုံးပါးဆိုတာကတကယ်ကိုသူကအတုမရှိဘူးမိဘတွေကကျေးဇူးများတာကမများဘူးမဟုတ်ဘူးဒါပေမဲ့ကိုယ့်ပေါ်မှာပဲများတာလေမိဘဆိုတာသားသမီးပေါ်မှာပဲကျေးဇူးများလိမ့်မယ်သားသမီးပေါ်မှာပဲမေတ္တာရှိမယ်ကျန်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာကျေးဇူးများတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာရှိတယ်ဆိုတာဒါလူတိုင်းပေါ်မှာသူပဲထားနိုင်မှာတော့ဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားကြတော့အဲ့ဒါလိုဟုတ်သလားမဟုတ်ဘူးတတ္တဝါအားလုံးရဲ့ပေါ်မှာကျေးဇူးတွေရှိတယ်မေတ္တာတွေရှိတယ်ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ဒါလေးကိုရှင်းပြီးတော့နားလည်ဖို့ကလွယ်လွယ်လေးပါနော်မိဘဆိုတာကသားသမီးတွေတူးချင်းတယောက်ချင်းစီရဲ့အပေါ်မှာပဲကျေးဇူးများတာတလောကလုံးရဲ့ပေါ်မှာကျေးဇူးများတာမဟုတ်ဘူးနော်ဘုရားတရားတန်ခါကြတော့အဲ့လိုမဟုတ်တလောကလုံးပေါ်မှာကျေးဇူးများတာဟုတ်လားအကုန်လုံးရှင်းကြည့်မယ်ဆိုရင်ဘလို့မှသူကရှင်းလို့မရနော်မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကြောင့်အတိတူးတွေဉာဏ်တူးတွေရလို့စစ်မှန်တဲ့ချမ်းသာကိုရကြတယ်အရိယာသူတော်စင်တွေတချို့ပြောကြတာရှိတယ်ငါ့ကိုမွေးထုတ်လိုက်တဲ့ဟောဒီအမေအဖေရှိတယ်မရှိဘူးမဟုတ်ဘူးတဲ့အဲ့ဒါတွေဟာလောကီတန်တရားဝတ္တင်းကအဖေ
မြတ်စွာဘုရားကတော့တန်တရားဝိဒုက္ခကလွတ်မြောက်အောင်လုပ်ပေးတယ်တကယ်လောကုတ္တရာရှုထောင့်ကအဖေးဆိုပြီးတော့အဲ့လိုမျိုးပြောကြတာတွေလည်းရှိတယ်ဟုတ်လားအဲ့တော့ရှင်းကြည့်မယ်ဆိုလို့ရှိရင်ဘုရားတရားတန်ခါကိုတော့ဘယ်လိုမှရှင်လို့မရဘူးပေါ့နော်ဒါလေးကိုခွဲခြားပြီးတော့နားလည်သိခြင်းတယ်အဲ့လိုပြောလို့မိဘတို့ဆရာသမားတို့ရဲ့အခန်းကဏ္ဍကိုမှိမ့်မိန်အောင်ပြောတာမဟုတ်ဘူးနော်အရှိကိုအရှိတိုင်းနားလည်ဖို့လိုတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ဒီနေရာမှာယူတည်တဲ့နဲ့လေးစားတဲ့နဲ့ပူဇော်တဲ့နဲ့ဆိုတဲ့အရာအဓိကကတော့ယတနာမြတ်သုံးပါးပြီးရင်ပါလာမတော်မိဘဆရာသမားဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးကိုယ့်ရဲ့အကိုလေးအမတွေနော်ကိုယ့်ကိုချစ်ကြတဲ့ခင်ကြတဲ့စစ်မှန်တဲ့မေတ္တာတရားနဲ့ကောင်းကျိုးကိုဆောင်ရွက်ပေးကြတဲ့ဆွေတွေမျိုးတွေကိုယ့်တဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားအဲ့ဒါတွေအကုန်လုံးဟာတကယ်တမ်းကပူဇော်တိုက်တဲ့အရာတွေမှာပါတယ်ဘာဖြစ်လို့တော့ကိုယ့်ဘော်မှာကျေးဇူးများလို့ဒီနေ့မှာဂုံဆိုတာကဉာဏ်ဉာဏ်ဖြင့်ကုဏဝုဒ္ဓဝေယဝုဒ္ဓတချို့ပြောကြတာရှိတယ်ဟုတ်လားအသက်ကြီးတာကလည်းသူကဂုံတစ်မျိုးကျေးဇူးကလည်းဂုံတစ်မျိုးမြတ်စွာဘုရားရဲ့ဂုံကြတော့အဲ့လိုမျိုးမဟုတ်နော်ကိလေသာကင်းခြင်းကဂုံတရားလုံးစုံကိုသိတာကဂုံဟုတ်လားဒါလုံရင်ဆင်းရဲမယ်ဒါလုံရင်ချမ်းသာမယ်ဒါကတော့တန်တရားဝိဒုက္ခကလွတ်မြောက်ကြောင်းမှန်မှန်ကန်ကန်သိပြီးတော့တကယ်ကိုဒုက္ခငြိမ်းအောင်စစ်မှန်တဲ့ချမ်းသာကိုရရှိအောင်နော်ဟောကြားပေးနိုင်တာဂုံအစစ်တွေပေါ့ဟုတ်လားသို့တော့မိဘတို့ဆရာလောကီဆရာသမားတို့ဒီအကိုတွေအမတွေဟုတ်လားဦးလေးဒေါ်လေးဦးကြီးဒေါ်ကြီးဆိုတာတွေကြတော့ဘာဂုံရှိလို့နော်သူတို့ဘုံဘုံတို့ကယူသေးရမှာတော့လေးစားရမှာတော့ပူဇာစပူဇာနေရနံတဲ့ကိုထည့်ရမှာတော့အသက်ဂုံရှိတယ်ကျေးဇူးဂုံရှိတယ်တဲ့ကိုငယ်ငယ်တုန်းကကိုကိုချီးခဲ့ပိုးခဲ့တာရှိတယ်ကျွေးခဲ့မွေးခဲ့တာရှိတယ်စောင့်ရှောက်ခဲ့တာရှိတယ်ဟုတ်လားကိုကိုအလွန်တရာမှအေးချမ်းတဲ့မေတ္တာတရားနဲ့ချစ်ကြတာခင်ခဲ့ကြတာတွေရှိတယ်အဲ့ဒါတွေကဘာတွေတော့ကိုယ့်ပေါ်မှာသူတို့ရဲ့ကျေးဇူးဂုံတွေပေါ့နော်ဒါကြောင့်မို့လို့အသက်အားဖြင့်ကြီးတဲ့ကျေးဇူးဂုံရှိတဲ့နော်ဒီလိုပုံကိုယ်တွေရဲ့ပုံမှာလည်းပဲဘုံဘုံတို့မလုပ်ရမှာတော့နော်ယူသေးရမယ်လေးစားရမယ်မျက်နှိုးရမယ်တန်ဖိုးထားရမယ်ဟုတ်လားအဲ့တော့ဒီမင်္ဂလာတရားကတကယ်တမ်းသူကလည်းအခြေခံကြလို့အရေးကြီးလို့သူ့ကိုရှေ့တန်းတင်ထားတာနော်လူမိုက်ကိုမပေါင်းရဘူးပညာရှိသူတော်ကောင်းကိုပေါင်းရမယ်ဆိုတာဟာအရေးကြီးသလိုတန်ဖိုးထားတဲ့တန်ဖိုးထားတတ်တဲ့အရာတွေကိုတန်ဖိုးထားတတ်တဲ့စိတ်ရှိဖို့ကလည်းအရေးကြီးတာပဲနော်လောကကြီးမှာဘယ်ရာတန်ဖိုးရှိတယ်ဘယ်ရာကတန်ဖိုးမရှိဘူးနော်ဘယ်ရာကတော့ဘလောက်ထိမြတ်နိုးတိုက်တယ်ဘယ်ရာကတော့ဘလောက်ထိမညံ့နိုးတိုက်ဘူးအစရှိသဖြင့်နော်အဖို့တန်တာနဲ့ပတန်တာကိုဘုံဘုံတို့ခွဲခြမ်းပြီးတော့အရင်မလုပ်ရမှာတော့သိရမယ်အဖို့တန်တာကိုတန်တယ်လို့သဘောထားနိုင်ရမယ်အဖို့မတန်တာကိုလည်းမတန်တယ်လို့သဘောထားတတ်ရမယ်ဘုံဘုံတို့ကအကုန်လုံးရောပြီးတော့ထားလို့မရဟုတ်လားဒါကြောင့်ဒီပူဇာစပူဇာနေရနာမင်္ဂလာကိုလေးနဲ့တည်းဆိုတာကိုမြင်ရမယ်နော်ဒါကြောင့်မို့လို့ဘုံပြောရင်တာလေးတွေဒီမှာနော်စုထားတယ်ပေါ့နော်အဲ့လိုမျိုးပူဇော်တဲ့အခါမှာယူသေးတဲ့အခါလေးစားတဲ့အခါတန်ဖိုးထားတဲ့အခါနော်ဒီလိုမျိုးပြုမှုတာတွေဟာနော်ဘလို့ကောင်းကျိုးတွေကိုဖြစ်စေတယ်လေအလွယ်ကလေးဘုံဘုံတို့ကြည့်ကြည့်လိုက်တပြေငယ်စတော်ကြီးပြောတာလေးမှတ်သားစရာကောင်းငယ်ရွယ်တဲ့လူတွေကကိုယ့်ထက်အသက်အားဖြင့်ကျေးဇူးအားဖြင့်ကိုယ့်ပေါ်မှာနော်ရှိကြတဲ့အသက်ကြီးတဲ့ကျေးဇူးကြီးတဲ့ပုဂ္ဂိုလ်တွေကိုဒီလိုမျိုးမိဘတွေရဲ့ပုံမှာကိုယ့်ထက်အသက်ကြီးတဲ့ဆွေမျိုးတွေရဲ့ပုံမှာဟုတ်လားတို့ရိုးသေးသေးလေးလေးစားစားတန်ဖိုးထားပြီးတော့ဆက်ဆံတာဟာကိုယ့်ရဲ့စေတနာမေတ္တာကိုပြသရာရောက်တယ်အဲ့လိုဆိုလို့ရှိရင်အဲ့လိုပြုမှုတာကိုခံရတဲ့ပုဂ္ဂိုလ်တွေကရောဘလို့စိတ်ဓာတ်တွေပဲဖြစ်လာမှာတော့မေတ္တာတွေကရုဏာတွေမွန်မြတ်တဲ့စိတ်ဓာတ်တွေပဲဖြစ်လာမယ်ဟောအချင်းချင်းကောင်းတဲ့စိတ်တွေဟာလဲပတ်တယ်ပေါ့နော်အဲ့ဒါကိုစတော်ကြီးကဘယ်လောက်ထိသုံးသပ်ပြလဲဆိုရင်အဲ့လိုမျိုးပူဇာစပူဇာနေရမင်္ဂလာနဲ့ပြည့်စုံအောင်နေကြမယ်ဆိုရင်လောကကြီးဟာစေတနာတွေမေတ္တာတွေကရုဏာတွေနဲ့နော်လွှမ်းခြုံပြီးတော့ယာတိဥရုတွေတောင်ကောင်းလာပြီတဲ့ယာတိဥရုတွေမှန်လာတဲ့အခါတိနံတွေရဲ့နော်အစီဩတာတွေကပြည့်ဝလာအဲ့ဒါတွေကိုစားရတောက်ရတဲ့နော်တတ္တဝါတွေကပူပြီးတော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးလာမယ်ကြီးပွားလာမယ်အဲ့ဒါဆိုရင်ဉာဏ်ပညာတွေလည်းပိုးပြီးတော့ထက်မြက်လာမယ်ဒီထိသူကနော်လက်ပတ်မှုရှိတယ်ဆိုတာကိုပြဟုတ်လားဒါကြောင့်ပူဇာစပူဇာနေရနာမင်္ဂလာကိုခပ်ပေါ်ပေါ်သဘောမထားနဲ့နော်အခြေခံကြပြောရမယ်ဆိုရင်ဘာတန်ဖိုးရှိတယ်ဘာတန်ဖိုးမရှိဘူးလို့ဘဝမှာခွဲခြမ်းပြီးတော့ဘာလို့တော့နားလေလိုက်တာ
ဒါကလေးဘွားတွေကစတယ်နော်မင်္ဂလာတရားလေးဒီလိုလေးပြောလာတာဟုတ်လားနော်လူမိုက်ကိုမပေါင်းဖို့အရေးကြီးတယ်နော်ကောင်းတဲ့လူနဲ့ပေါင်းရဖို့အရေးကြီးတယ်အဲ့ဒါလိုပဲအခုတတိယခြေလမ်းစလာပြီဘာတန်ဖို့ရှိတယ်ဘာတကယ်မြတ်နိုးတိုက်တယ်ဘာကတကယ်အဖိုးတန်တယ်ဆိုတာကို तू သိရမယ်နော်ဒါကိုပြောတာနော်အဲ့ဒါကိုမသိလို့ရှိရင်လောကမှာတခါတလေနော်ထင်မိထင်ရတွေနော်လှုပ်ကြတာနော်ထင်မိထင်ရတွေတန်ဖိုးထားကြတာထင်မိထင်ရတွေမြတ်နိုးနေကြတာလှုပ်ချင်ရတွေလှုပ်နေကြတာရှိတယ်ဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့ဇောတော်လေးတစ်ပုဒ်ရှိတယ်အဲ့ဒါလေးကိုနည်းနည်းလေးပြောခြင်းတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဘုန်းဘုန်းတို့နင်္ဂုဋ္ဌဇတ်နင်္ဂုဋ္ဌဆိုတာနွားရဲ့အမီးလို့အဓိပ္ပာယ်ရနော်ဒီဇတ်တော်လေးကနော်ရှုထောင့်လေးတစ်မျိုးကနေပြီးတော့ဒီပူဇာစပူဇာနေရနာမင်္ဂလာကိုချင့်ကပ်ကြည့်တာပေါ့လေတခုသောဘဝတုန်းကဘုန်းတို့ဘုရားလောင်းကြီးကပုံနာမျိုးမှာလူသွားဖြစ်တယ်အဲ့တော့ तू မွေးပြီဆိုတော့မွေးတဲ့အချိန်လေးကစပြီးတော့မိဘတွေကသူတို့ရဲ့ဓလေ့ထုံးတမ်းစင်လာပေါ့နော်ဘာလုပ်လဲဆိုတော့မီးလေးကိုတောက်အောင်လှုပ်လိုက်တယ်မီးညှိလိုက်တယ်ဒီသားလေးမွေးပြီဆိုတော့ဒါမီးညှိလိုက်တယ်အဲ့ဒီမီးကိုဘယ်တော့မှမငြိမ်းစေရမီးစာတစ်ခုကိုအမြဲတမ်းကျွေးထားတယ်လုံးဝမငြိမ်းဘူးဒီမီးကိုနေရောညာရောအဲ့ဒါကလေးကတဖြည်းဖြည်းနဲ့ကြီးလာတယ်16နှစ်သားရောက်လာဒီမီးမငြိမ်းဘူးကျွေးထားတယ်ဒါမီးပူဇော်တယ်ခေါ်တာဟုတ်လားအဲ့ဒါ16နှစ်သားလေးရောက်ပြီးဆုံးဖြတ်တဲ့အရွယ်ရောက်ပြီဆိုတော့မိဘတွေကပါပြောဆိုတော့ချက်သားမင်းဟောဒီမီးကိုညှိမ့်ပြီးတော့မင်းဝေဒဘေရင်သေးကိုတင်ပြီးတော့လောကီလူပေါ်မှာမင်းနေမလားဒါမှမဟုတ်ဒီမီးကိုယူပြီးတော့မင်းဒီမီးကိုပဲအသက်ထက်ဆုံးလှုပ်ကျွေးပြီးတော့လှုပ်ကျွေးတယ်ဆိုတာမီးကိုမငြိမ်းအောင်မီးစာကျွေးတာမီးစာကိုကောင်းတဲ့အစာတွေကျွေးနိုင်ရင်ပို့ပြီးတော့ကောင်းတယ်ပေါ့ထောပတ်တွေစီတွေကျွေးနိုင်ရင်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်မင်းနော်မီးကိုလှုပ်ကျွေးပြီးတော့အသက်ထက်ဆုံးမြတ်သောကျင့်သူတို့ရဲ့အယူအဆပေါ့နော်ကျင့်ပြီးတော့မင်းသေတဲ့အခါဗြဟ္မပြည်ရောက်မင်းအဲ့ဒီတိုင်းလှုပ်မလားဘယ်လမ်းကိုမင်းရွေးမလို့အိမ်အောင်သားမွေးလမ်းကိုရွေးမလားအဲ့ဒါဆိုရင်တော့မင်းပညာသင်ဟုတ်လားဟာတောထဲသွားပြီးတော့မီးကိုပဲပူဇော်ပြီးတော့နော်ဗြဟ္မပြည်သွားတဲ့လမ်းကြောင်းကိုပဲရှောက်မယ်ဆိုရင်လည်းသွားဒါသူတို့ကတော့ရောက်မယ်ထင်နေတာပေါ့အဲ့တော့ဘုရားလုံးကနော်နိခမတက်ကလည်းပါလာတာပေါ့လေအဲ့ဒါနဲ့သူကဒုတိယလမ်းကိုရွေးတယ်ဒီမီးကိုသူမညှိဘူးအဲ့ဒီမီးလေးကိုတယုတ်တရယူပြီးတော့မိဘတွေအတိုင်းဝိုင်းတွေမိသားစုတွေအကုန်လုံးစွန့်ပစ်ပြီးတော့တောထဲဝင်သွားအဲ့ဒီမီးလေးကိုပဲသူလှုပ်ကျွေးနေတယ်တဲ့မီးကိုပဲမငြိမ်းအောင်သူလှုပ်နေတယ်တောထဲမှာတယောက်တည်းဟုတ်လားသူတို့ဒါအယူဆရဒါကိုဘာလို့တော့တန်ဖိုးရှိတယ်ဒါမွန်မြတ်တယ်ဒါဟာကောင်းတယ်လို့ထင်ပြီးတော့ဒါအမျက်တနိုးလှုပ်နေတာပဲလေဟာလီတူလေးကညံ့တာပါလို့မထင်နဲ့ဟုတ်လားကိုလည်းပဲအဲ့လိုအတိုင်းဝိုင်းနဲ့လူသွားဖြစ်ရင်အဲ့ဒီလိုအမြင်မျိုးပဲရှိမှာအဲ့ဒါတည်းဘာမှပူပြီးတော့ကြော်ပြီးတော့ဖောက်ထွက်နိုင်မှာမဟုတ်ကိုကမွေးတွေကစပြီးတော့ဘုရားဘလို့တရားဘလို့တန်ခါဘလို့နားရင်ပြီးတော့သိနေလို့မြင်နေလို့ကြားနေလို့ကိုကဆုံးဖြတ်နိုင်တာဟုတ်လားစဉ်းစားကြည့်နော်နောက်လာမဲ့ပြောမဲ့မင်္ဂလာတွေနဲ့ဆက်ပြီးတော့ပြောကြအလွန်ကောင်းတယ်နော်ကံပြစ်ချရမှာတတ္တဝါဖြစ်ကြရတာအဲ့ဒီအတိုင်းဝိုင်းရဲ့နီးစပ်အဲ့ဒီအတိုင်းဝိုင်းရဲ့နော်ဒလေထုံတန်းစင်လာအရှိန်ဒါတွေကလွန်ဆန်ဖို့ဆိုတာမလွယ်ဟုတ်လားအဲ့တော့ဘုရားလုံးကဘာလုပ်နေတော့မိပူဇော်တဲ့ပုံသားလေးပေါ့တော်ထဲမှာဟုတ်လားအဲ့ဒါနဲ့နှစ်ပေါင်းဘယ်လောက်ကြာသွားတယ်မသိဘူးဒီမီးနဲ့နေအဲ့ဒါတနေ့တော့ရွာထဲကိုသူအလှခံတာပေါ့လေမိပူဇော်တဲ့ပုံသားလေးဘာရလောင်ဆိုနွားတစ်ကောင်ရလာတယ်တဲ့နွားကိုအပိုင်းလှူလိုက်တာအဲ့တော့သူနွားကိုဆွဲလာပြီးတော့သူနေတဲ့ကြောင်းလေးဟုတ်လားတောထဲရောက်တဲ့အခါကျတော့ဒီနွားကိုမီးကိုကျွေးပြစ်မှာအဲ့ဒါကိုကြည်ချင်းအဖြစ်သူနွားကိုတော့တတ်မှာပဲနော်ဟုတ်လားတတ်မှာပဲဟုတ်လားဒါနွားကိုကျိုးတုပ်ပြီးတော့သူဘာစဉ်းစားတော့ဆိုတော့မီးကအလွန်မြင့်မြတ်တယ်မီးကအလွန်မွန်မြတ်တယ်ဒါကြောင့်မီးကိုဒီနွားသားကိုကျွေးတဲ့နေရာမှာစားမပါဘဲနဲ့ကျွေးရင်တော့မီးကကောင်းမှာမဟုတ်ဘူးငါတို့တောင်စားလေးနဲ့စားမှာကောင်းတယ်အဲ့ဒီကြတော့စားပါပါအောင်ဆိုတော့ရွာထဲကိုငါစားသွားပြီးတော့အလှခံအောင်မယ်မင်းဒီနွားကိုစောင့်ရစ်နော်မီးကိုအရှင်သခင်လို့သဘောထားပြီးတော့ဒီနွားလေးကိုကြည့်ရဆိုပြီးတော့နွားလေးကိုထားခဲ့တာပေါ့အဲ့ဒါနဲ့ရွာထဲသွားပြီးတော့စားအလှခံသူစားအလှခံသွားတော့ရှိသေးတယ်နော်ရွာထဲကမုတ်ဆိုးတွေတောလိုက်ထွက်ရင်းနဲ့အဲ့ဒီနေရာရောက်လာတော့နွားတစ်ကောင်တွေ့တယ်ဟာသင်္ကန်းကြောင်လေးနဲ့နွားကလည်းအရန်သင်ကျိုးတုတ်ထားတာအဲ့ဒါနဲ့တခါတည်းတက်နွားကိုတက်ပြီးတော့အသားတွေဘာတွေဖြတ်ရယူအယိုးတွေနဲ့အရေကုန်နဲ့ထားခဲ့တယ်ပြီးတော့နွားအမီးကျတော့ဘာမှလည်းတုံးမရဘူးဆိုတော့အမီးလည်းတိုင်ထားခဲ့တယ်နော်
အဲ့ဒါသူကစားနဲ့နွားသားကောင်းကောင်းကျွေးတော့မယ်အရှင်သခင်မီးကိုပြန်လဲရောက်လာရောဒီမှာဘာမှမရှိတော့နွားမီးနဲ့အရေနဲ့ဟာသွေးတန်ဆက်ဆက်ခြေရလက်ရပဲတွေးတော့တယ်အဲ့ဒါနဲ့သူတော်တော်စိတ်ပြက်သွားတယ်စိတ်ပြက်ရင်လည်းသူဘာတွေးမိတော့ဆိုတော့ဒီမီးကငါတော့မျက်မျက်နှုံတို့တစ်သက်လုံးသူ့ကိုပူဇော်လာလိုက်ရတာပေါ့နော်အခု तू ကသူ့ကြွေးမဲ့အစာကိုတောင် तू မဆောင်ရှောက်နိုင်ဘူးအဲ့လိုဆိုရင်ငါ့ကိုစောင့်ရှောက်နိုင်ဖို့ဆိုတာဘယ်ဖြစ်နိုင်မလို့လင်းသွားတယ်နော်ညံဟုတ်လားဒါရိုးရိုးလေးတွေးကြည့်တာပဲဟုတ်လားသူ့ကိုကြွေးမယ်ဆိုတဲ့အစာသူ့အစာသူ့ကိုတောင်မဆောင်ရှောက်နိုင်ဘူးတဲ့ငါ့ကိုစောင့်ရှောက်ဖို့ဆိုတာဘယ်ဖြစ်နိုင်မလို့ဆိုတခါတည်းညံပွင့်သွားတယ်အဲ့ဒါနဲ့ဘာလုပ်တုံးဆိုတော့အဲ့ဒီအရေးတွေရောနွားမီးရောမိဘုံနဲ့ထည့်လိုက်တယ်မင်းအမိကြံတော့တယ်မင်းတော့အမိပဲစားတော့ဟုတ်လားအဲ့ဒါတခါတည်းရေနဲ့ညှိမ့်သက်ပြီးတော့သူမှားနေတယ်ဆိုတော့တခါတည်းတိသွားတယ်ပြီးတော့မှနီးမှလက်မှန်ကျင့်လို့ဇံပင်ញင်ရလို့သေတဲ့ခါမှာပြမပြေရောက်တယ်ဟုတ်လားအဲ့တော့ဒါပါလေဆိုတဲ့အခါကျတော့လူတွေကထင်မိထင်ရနော်မှန်မှန်ကန်ကန်ညွန်ပြတဲ့အတိုင်းဝိုင်းနဲ့မတွေ့ဘူးဆိုလို့ရှိရင်သူနာတဲ့ရောက်တာသူ့မျက်စိနဲ့မြင်တာကိုပဲသူဒါအမှန်တည်းထင်ပါပဲလေဒါဒီကနေ့ခေတ်ကမ္ဘာလောကကြီးမှာအယိုးအစားအမျိုးမျိုးအတွေ့အမြင်မျိုးမျိုးနဲ့ရှင်းသန်းနေကြတာကြည့်ရင်သိနိုင်ပါတယ်ဟုတ်လားဒါကြောင့်မို့လို့ဘယ်ရာတန်ဖိုးရှိတယ်ဘယ်ရာတန်ဖိုးမရှိဘူးဘယ်ရာကမြင်နိုးတိုက်တယ်ဘယ်ရာကမမြင်နိုးတိုက်ဘူးအစရှိသဖြင့်ခွဲခြမ်းပြီးတော့သိဖို့ဆိုတာကနော်ကိုကမှန်မှန်ကန်ကန်ခွဲခြားတတ်တာနဲ့ဒါကိုလွယ်တယ်လို့ပြောလို့မရဘူးဒါလေးကိုဦးစားပေးပြီးတော့ပြောနေတာဟုတ်လားဒါကြောင့်ဘယ်ရာဟာပူဇော်တိုက်လဲဆိုတာလေးကိုပဲဘုံဘုံတို့ရှင်းရှင်းလင်းလင်းပိုင်ပိုင်နိုင်နိုင်သိထားဖို့မလိုဘူးလားလိုတယ်နော်ဖရာတရားတန်ခါယတနာမြတ်သုံးပါးနဲ့တကွာမိဘဆရာသမားဟုတ်လားကိုယ့်ရဲ့ဆွေတွေမျိုးတွေအကိုတွေအမတွေဦးကြီးဦးလေးတော်ကြီးတော်လေးဒါတွေဟာပါတော့အသက်အားဖြင့်ကျေးဇူးအားဖြင့်ကိုယ့်ပေါ်မှာအသက်လည်းကြီးတယ်ကျေးဇူးလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဘာလို့ရမလို့မျက်နှိုးရမယ်တန်ဖိုးထားရမယ်လေးလေးစားစားရှိရမယ်ပေါ့နော်ဒါပူဇာစပူဇာနေရတာမင်္ဂလာနဲ့ပတ်သက်ပြီးတော့နော်စပြီးတော့ပြောတာပေါ့အဲ့ဒါလို့ဆိုလို့ရှိရင်ဘုံဘုံတို့ဘာကြောင့်ဒီပူဇော်တဲ့အရာကိုပူဇော်ရတာတော့ပြောလို့ရှိရင်ကောင်းကျိုးချမ်းသာတွေအများကြီးရမှာမှုလို့သူစကားလေးကိုကပူဇော်တိုက်တယ်ဆိုတာဘာတော့ပူဇော်တဲ့ပုဂ္ဂိုလ်ကိုချမ်းသာဒုက္ခတွေအများကြီးပေးတယ်လို့ဒါဟာပူဇော်ခြင်းကထိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပူဇော်တဲ့လူဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဒီအလုပ်ကိုလှုပ်ထိုက်တယ်လို့ဘုံဘုံတို့ပြောတယ်ဆိုကြပါစို့ဒီအလုပ်ကိုလှုပ်လို့ရှိရင်နော်ချမ်းသာဒုက္ခကောင်းကျိုးတွေအများကြီးရမှာဆိုဟာဒီအလုပ်လှုပ်ထိုက်တယ်ဆိုကြပါစို့နော်မန်းလေးကိုသွားလို့ဘုံဘုံတို့သိန်း100လောက်ရမယ်ဆိုရင်မန်းလေးကိုသွားထိုက်တယ်ဟုတ်လားဒါလေးကိုလှုပ်လိုက်လို့ဘယ်လောက်ရမယ်ဆိုရင်ဟာဒီအလုပ်လှုပ်ထိုက်တယ်ပြောရတာမရှိဘူးလားရှိတယ်အဲ့တော့ပူဇော်တဲ့အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေအများကြီးရနိုင်တဲ့အတွက်ကြောင့်နော်ဒီပူဇော်တဲ့အရာတွေဟာပူဇော်တိုက်တယ်ကိုကလည်းပဲနော်ပူဇော်တိုက်တဲ့အလုပ်တစ်ခုလှုပ်ထိုက်တဲ့အလုပ်တစ်ခုဆိုတဲ့အမြင်မျိုးဟုတ်လားအဲ့လိုပူဇော်တိုက်တဲ့အရာကိုပူဇော်ရင်ဘာဖြစ်မှာတော့အနှစ်ချုပ်ကတော့ကောင်းကျိုးချမ်းသာတွေအများကြီးရနိုင်တယ်ဘာဖြစ်လို့တော့ဘုံဘုံတို့အခြေခံလေးကြည့်ကြည့်ရအောင်နော်ဘုရားတရားတန်ခါကိုဘုံဘုံတို့ပူဇော်တိုက်တဲ့အရာတွေထဲမှာအဓိကနားလည်ရမှာပေါ့နော်ဘာဖြစ်လို့ပူဇော်တိုက်တယ်လဲဆိုရင်နံပါတ်1ကမြတ်စွာဘုရားဟာနော်ကိလေသာခတ်သိမ်းငြိမ်းလို့မြင့်မြတ်တော်မူတယ်ပေါ့ဖြူစင်တန်ရှင်းတော်မူတယ်ပေါ့ဟုတ်လားအထူးသဖြင့်တရားလုံးစုံကိုသိပြီးတော့နော်ဒုက္ခငြိမ်းဖို့အတွက်နိလန်းကိုညွှန်ကြားပေးနိုင်တယ်စစ်မှန်တဲ့ချမ်းသာကိုရရှိဖို့အတွက်နိလန်းကိုညွှန်ကြားပေးနိုင်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကိုပူဇော်မယ်မြတ်စွာဘုရားကိုမျက်နှိုးမယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့မှာနော်ကောင်းကျိုးတွေအများကြီးရနိုင်တယ်တနည်းအားဖြင့်ဒီမျက်နှိုးတဲ့စိတ်ပူဇော်တဲ့စိတ်ထဲမှာဒီကုံကိုညှို့ကိုင်းတဲ့သဘောလေးကပါနေတယ်ဒီမြတ်စွာဘုရားရဲ့မြင့်မြတ်တဲ့သဘောကိလေသာကင်းတဲ့သဘောတရားကိုသိတဲ့သဘောလေးတွေကိုဘုန်းဘုန်းတို့တန်ဖိုးထားတဲ့သဘောနော်ကိုယ်လည်းပဲငြိမ်းအေးခြင်းတယ်ကိုယ်လည်းပဲသိခြင်းတယ်ဆိုတဲ့အားကျတဲ့သဘောလေးတွေမပါဘူးလားပါတယ်အဲ့ဒါလေးကဒါပူဇော်ခြင်းရဲ့အနှစ်သာရလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်မို့လို့ယတနာမြတ်သုံးပါးကိုပူဇော်လို့ရှိရင်ကိုယ်စိတ်ထဲမှာမြင့်မြတ်တဲ့စိတ်ဖြစ်သွားတယ်ယတနာမြတ်သုံးပါးကိုတန်ဖိုးထားရင်ကိုယ်စိတ်ထဲမှာတန်ဖိုးရှိတဲ့စိတ်ဖြစ်သွားတယ်အဲ့ဒီမြင့်မြတ်တဲ့စိတ်တန်ဖိုးရှိတဲ့စိတ်ကလေးရပဲကိုယ့်ကိုမြင့်မြတ်တာတွေတန်ဖိုးရှိတာတွေကိုဆက်လက်ပြီးတော့ဖြစ်ပေါ်စေမယ်ပေါ့ဟုတ်လားဒါကြောင့်ဘုရားရှိခိုးတဲ့အခါမျိုးမှာဒီလိုလေးစိတ်ကလေးထားပြီးတော့ဘုံဘုံတို့ရှိခိုးကြရမယ်ဟုတ်လားဘုရားတရားတန်ခါအလွန်တရာမှတန်တရားမှာပေါ်ပေါက်ခဲတဲ့ဖြစ်ထောင်ဖြစ်ခဲတန်ဖိုးကြီးမားတဲ့အရာနဲ့ဘုံဘုံတို့တွေ့ကြကြုံကြတာဟုတ်လားနော်ဘုရားပွင့်လာဖို့ဆိုတာလွယ်တာမဟုတ်နော်အများကြီးစူးစမ်းအထောက်ခဲ့ရတယ်အချိန်တွေအများကြီးပေးခဲ့ရတယ်ပေါ့ဟုတ်လား
အဲ့ဒါတွေကိုဘုံဘုံတို့စုံစုံစည်းစည်းစဉ်းစားပြီးတော့မြတ်စွာဘုရားရဲ့မြင့်မြတ်ပုံမြတ်စွာဘုရားရဲ့တန်ဖိုးရှိပုံဟုတ်လားဒါတွေကိုစိတ်ထဲကနေမြင်ပြီးတော့နော်ပူဇော်တဲ့စိတ်နော်တန်ဖိုးထားတဲ့စိတ်ကလေးတွေကိုမုံမုံမြတ်မြတ်ဖြစ်အောင်လုပ်ရမယ်အဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားဘယ်လောက်တောင်ဟောတာတော့အဘိဝါဒနာတိလိတ္တနေဆံဝဒ္ဓပစာယေနောစတ္တာရောဓမ္မဝဋ္ဌန္တိအာယုဝန္တောဒုက္ခမလံလူတိုင်းကြားဘူးတယ်နော်ဒီဥစ္စာနော်မြတ်စွာဘုရားရဲ့ပုံမှာယတနာမြတ်သုံးပါးရဲ့ပုံမှာတကယ်ကိုတန်ဖိုးထားတဲ့စိတ်နဲ့နော်ရိုးကျိုးတဲ့စိတ်နဲ့မျက်မျက်နှုံနှုံရှ िख ိုးမယ်ဆိုလို့ရှိရင်အကျိုးကျေးဇူး၄မျိုးဟာအမြဲတမ်းတိုးမယ်တဲ့အာယုဝန္တောဒုက္ခမလံနော်ကိုယ့်ရဲ့လူဘဝမှာနေနိုင်ခွင့်လို့ဆိုတဲ့အသက်ဆွဲဆန့်နိုင်တယ်ဒီစိတ်ကဟုတ်လားကိုယ့်ရဲ့ရုပ်ရည်အစဉ်အယောင်အဝါပို့ပြီးတော့တောက်ပနိုင်စေတယ်ပို့ပြီးတော့တန့်ရှင်းစေနိုင်တယ်ဟုတ်လားကိုယ့်ရဲ့ဂုဏ်သတင်းနော်နောက်ကိုယ့်ရဲ့ချမ်းသာမှုအမျိုးမျိုးအများကြီးတိုးလာနိုင်တယ်ကိုယ့်ရဲ့ကိုယ်အားဉာဏ်အားစိတ်အားတွေအများကြီးတိုးလာနိုင်တယ်အာယုဝန္နဒုက္ခဗလ၄မျိုးပေါ့နော်ဒါကြောင့်မို့လို့ပူဇော်ခြင်းသည်မင်္ဂလာဆိုတာအဲ့ဒီလိုကောင်းကျိုးတွေကိုရစေတတ်တို့နော်ပူဇော်ရတာကိုမင်္ဂလာလို့ပြောတာဒါပြစ္ဆုတ်ပန်အကျိုးကိုပြောနေတာနော်တကယ်တမ်းကဒီလောက်တင်ကလားမကဘူးနော်ဟိုတလောကဘုံဘုံတို့ပြောတဲ့တုတ်တန်လေးအမှတ်ရအောင်မလားမသိဘူးနိဝေတကတုတ်တန်ဆိုတာလေကိုပြောလို့ရှိရင်နားထောင်မယ်လို့ထင်ရတယ်ကိုချစ်တဲ့မြတ်နိုးတဲ့ကိုရဲ့ဆွေတွေမျိုးတွေမိသားစုဝင်တွေအပေါင်းအသင်းတွေမိတ်ဆွေတွေကိုစကားကိုသူတို့ကလည်းနားထောင်မယ်လို့ဆိုလို့ရှိရင်သူတို့လည်းကိုကတကယ်ချမ်းသာသေးခြင်းနဲ့ဆိုရင်ဖခင်အကြောင်းတရားအကြောင်းတန်ခါအကြောင်းကိုပြောပေးပါဆိုတာလေးမှတ်မိတယ်မို့လားအဲ့ဒီမှာမြတ်စွာဘုရားဗာပြောတာတော့ဏိကုံးချုပ်လေးမှာလေဒီယတနာမြတ်သုံးပါးကိုသူတို့ရဲ့ဂုဏ်သူတို့ရဲ့ကျေးဇူးကိုသိပြီးတော့နော်မျက်မျက်နှုံနှုံတန်ဖိုးထားပြီးတော့ကိုယ်အွယ်မဲ့စီးကပ်မဲ့ဆိုလို့ရှိရင်ပထဝီအဘောတေဇောဝါယောဓာတ်ကြီး၄ပါးကမှတမျိုးတမီဖောက်ပြန်ခြင်းဖောက်ပြန်သွားနိုင်သေးတယ်ယတနာမြတ်သုံးပါးရဲ့ပုံမှာတကယ်ကြည်ညိုတဲ့စိတ်နဲ့မျက်မျက်နှုံနှုံတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တယောက်အတွက်နော်ဖောက်ပြန်ပြောင်းလဲသွားစရာအကြောင်းမရှိဘူးတဲ့ဒီနေ့မှာဖောက်ပြန်ပြောင်းလဲတယ်ဆိုတာဘာပြောတာတော့အပယ်လေးပုံရောက်သွားတာကိုပြောတာနော်လူဘဝသေးလို့အပေပုံရောက်သွားတယ်ဆိုတာအကြီးမားဆုံးအဆိုးပါဆုံးသောဖောက်ပြန်မှုကြီးပေါ့ဟုတ်လားအဲ့ဒါယတနာမြတ်သုံးပါးကိုအဲ့လိုတန်ဖိုးကိုနားလည်ပြီးတော့ဉာဏ်ပညာနဲ့ရှင်ပြီးတော့တရားတရားဥရှိပြီးတော့ဟုတ်လားမျက်မျက်နှုံနှုံကိုယ်ွယ်မယ်ဆိုလို့ရှိရင်ဒါပါလေအပေလေးပုံရောက်လောက်အောင်ထိတော့ကိုယ့်ဘဝကြီးကဖောက်ပြန်သွားစရာအကြောင်းမရှိဘူးလို့ပြောတာဟုတ်လားဒါကြောင့်မလို့ယတနာမြတ်သုံးပါးရဲ့ပုံမှာဘုံဘုံတို့ပူဇော်လိုတဲ့စိတ်တွေကိုထက်သန်စေရမယ်ပေါ့နော်နောက်ပြီးတော့ဘုံဘုံတို့ဝိတ္တစင်ထဲမှာတောင်းရေးထားတာရှိရဲ့လေဧဝံစိန္ဒိယဗုဒ္ဓဗုဒ္ဓကုဏစိန္ဒိယစိန္ဒိယပတ္တနာနံပါကောတိစိန္ဒိယောဧဝံစိန္ဒိယဓမ္မဓမ္မကုဏစိန္ဒိယစိန္ဒိယပတ္တနာနံပါကောတိစိန္ဒိယောဧဝံစိန္ဒိယတံဃာတံဃာကုဏစိန္ဒိယစိန္ဒိယပတ္တနာနံပါကောတိစိန္ဒိယောဒါလေးကိုမြန်မာပြန်လေးမေးတော့တချို့ကအဓိပ္ပာယ်နားလည်ခြင်းလို့မေးကြတာရှိတယ်ဟုတ်လားအဓိပ္ပာယ်ကဘာပြောတာတော့နော်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးဆိုတာမကြံစီနိုင်လောက်အောင်နော်ဂုံကျေးဇူးတွေကြီးမားတယ်တဲ့နော်ဘုရားရဲ့ဂုံဘုရားရဲ့အည်အသွေးဘုရားရဲ့ကောင်းမြတ်မှုဟာနော်စိတ်ကူးနဲ့ကူးလို့မရလောက်အောင်စိတ်ကူးတဲ့နယ်ပယ်တဲ့ဟိုဘက်ကိုလွန်နေတယ်ပေါ့ဘုံဘုံတို့တွေးကြည့်လို့မသိနိုင်ဘူးပေါ့နော်အစိန်တရားဆိုတာကြံစီလို့မရဘူးမကြံစီနိုင်ဘူးမတွေးတတ်ဘူးလို့ပြောတာနေပေကျေလို့ဟုတ်လားအဲ့လိုမျိုးဘုရားတရားတန်ခါရဲ့အလွန်ကြီးမားတဲ့ဂုဏ်ကျေးဇူးကိုကစိတ်ထဲကကြည်ညိုမယ်ဆိုလို့ရှိရင်ကိုယ်တန်တန်မှာလည်းပဲမကြံစီနိုင်လောက်အောင်ကြီးကျယ်တဲ့ကောင်းမှုတွေဖြစ်သွားတယ်တဲ့ကောင်းမှုတွေကမကြံစီနိုင်လောက်အောင်ကြီးကျယ်တာတွေဖြစ်သွားပြီဆိုရင်အဲ့ဒီကောင်းမှုကြောင့်ဖြစ်မဲ့အကျိုးရလဒ်ဟာလည်းပဲမကြံစီနိုင်လောက်အောင်ကြီးကျယ်တာတွေဖြစ်သွားတယ်တဲ့ဒါကြောင့်တချို့တတိပြလို့မရဘူးဘာကြောင့်လို့အကြောင်းအကျိုးရှာဖို့အလွန်ခက်တဲ့အနေအထားမျိုးကိုရောက်သွားတာပေါ့နော်ယောဂါတွေပျောက်သွားတာမျိုးဟုတ်လားကြံကြံဖန်ဖန်ဘေးတွေကလွတ်သွားတာမျိုးဟုတ်လားဒီယတနာမြတ်သုံးပါးရဲ့ပုံမှာကြည်ညိုစိတ်ရဲ့စွန့်ရည်တတ္တိပေါ့နော်မဖြစ်နိုင်ဘူးလို့ထင်ရတာတွေဖြစ်သွားတာမျိုးဖြစ်မယ်လို့ထင်ရတာတွေမဖြစ်ဘဲနေတာမျိုးဟုတ်လားဒါပါတော့အစိမ့်တရားသဘောဆိုတာအဲ့ဒါကိုပြောတာဟုတ်လားဒါကြောင့်ပူဇာစပူဇာနေရတဲ့မင်္ဂလာကိုအများကြီးဘုံဘုံတို့တန်ဖိုးထားရမယ်ပေါ့ဟုတ်လားအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားဟောပုံလေးတစ်ခုပူဇာရဟေပူဇာရတောဗုဒ္ဓေယတိဝတာဝကေပပင်္စသမတ်တိတ်ကံတေတိနာတောကပရိတေဝေတေတာရိတေပူဇာတောနေဗုတေအကုတောပေနတကပုံညာသင်္ခါတောဣမိထမပိကေနစီအဓိပ္ပာယ်ဘာပြောတာတော့နော်ပူဇော်ခြင်းကထိုက်တဲ့ပပင်္စသမတ်တိတ်ကံနေတဲ့တဏမာနဒိဋ္ဌိလို့ဆိုတဲ့
ဒီတန်တရားဝိဒုက္ခကိုအဆုံးမတတ်နိုင်အောင်ချဲ့ထွင်တတ်တဲ့တရားစိုးတွေကိုကြော်လွန်သွားတဲ့နော်တိဏ္ဍသောကပရိဒေဝေစိုးရင်ချင်းငိုကြွေးခြင်းတွေကနေလွန်မြောက်သွားတဲ့ဗုဒ္ဓယေတိဝတာဝကေဖရာပြည့်စေကဗုဒ္ဓယဟန္တာအရှင်မြတ်တွေဟုတ်လားလောကမှာရှိတယ်တဲ့ဖရာရဲ့ဂုဏ်လေးကိုပြောတာလေးမြန်တော်တော်ကောင်းတယ်နော်ပပင်္စသမတိတ်ကံနေနော်တဏှာမာနဒိဋ္ဌိတရား၃ပါးကိုပပင်္စတရားလို့ခေါ်တယ်ပပင်္စဆိုတာအကျေချက်တတ်တဲ့သဘောမပြီးနိုင်ဘူးပေါ့မပြီးနိုင်အောင်လုပ်နေတာတန်တရားထဲမှာမပြီးနိုင်ဘူးတဘွားပြီးတဘွားဟုတ်လားသွားနေတာအဲ့ဒီတွန်းအားဟုတ်လားအဲ့ဒါကိုဘာခေါ်တော့ပပင်္စတရားတဏှာမာနဒိဋ္ဌိနော်ဆွဲမဲ့တဲ့သဘောဟုတ်လားရှင်ပြိုင်တဲ့သဘောပုဂ္ဂိုလ်တ attva လို့ထင်မှမှားတဲ့သဘောအကျဉ်းမြင်လေးပေါ့နော်အဲ့ဒီတရားတွေကနေလွန်မြောက်သွားတယ်နော်စိုးရိမ်မှုငိုကြွေးမှုတွေကိုအကုန်လုံးကျော်လွှားသွားနိုင်တယ်နော်ဖရာအမှုရှိတဲ့အပြည့်စေကဗုဒ္ဓမြတ်စွာဘုရားတပိတာဝကတွေအဲ့ဓာတွေရှိတယ်တဲ့အဲ့ဒီဥစ္စာတွေဟာဘယ်လိုသဘောရှိတုံးအဲ့ဒီအရာတွေကနော်တေတာရိတေပူဇရတော့နေဗုဒေအကုတောဘေသူတို့ဟာအငြိမ်းချမ်းကြီးငြိမ်းချမ်းသွားကြပြီပေါ့နော်ဘေးအန္တရာယ်တွေကဘာမှမရှိတော့ဘူးဘေးဒုက္ခတွေသူတို့မှာဘာမှမရှိတော့ဘူးအဲ့ဒီလိုထူးကဲမြင့်မြတ်တဲ့ဒီယရနာထိုက်တဲ့အရာတွေကိုနော်ကိုယ်စိတ်ထဲကနေပြီးတော့ပူဇော်မယ်ဆိုလို့ရှိရင်နတ္တကပုံညာသင်္ခါတုံဒီကုသိုလ်ဟာဘလောက်ရှိတယ်လို့တိုင်းတာရေးတွက်လို့မရဘူးတဲ့အဲ့ဒါဒီလောကကြီးမှာဘလို့ဉာဏ်ကြီးတဲ့လူကမှဒီကုသိုလ်ကိုတိုင်းတာလို့မရဘူးဟုတ်လားဒါလေးကရသော်ဘုရားတခါဒေသစာတွေလှည့်လေရင်းနဲ့ပုံနာကြီးတယောက်ကနော်နတ်ကုန်းကြီးတစ်ခုကိုသူတို့ရဲ့ဘိုးဘွားပြီးပင်နော်ရှေးဟောင်းအစဉ်လားကိုးကွယ်မှုအရာသူကအမြဲတမ်းရှေ့ခိုးပြီးတော့ကိုးကွယ်နေတယ်သူတို့ရဲ့ဘိုးဘွားအစဉ်အဆက်ကစဒါသူတို့ကိုးကွယ်တဲ့အရာကြီးပေါ့နတ်ကုန်းကြီးဟုတ်လားအဲ့ဒါရိုးရှေ့ခိုးနေတော့မြတ်စွာဘုရားဒီပုံနာမှာကောင်းမှုတွေအများကြီးရတယ်လို့အမိန့်ရှိအဲ့တော့ယဟန်တွေကဟဲ့နတ်ကုန်းကြီးကိုရှေ့ခိုးနေတာကိုမြတ်စွာဘုရားဘာလို့ကောင်းမှုတွေအများကြီးရတယ်လို့ပြောရတယ်လေအဲ့တော့မှမြတ်စွာဘုရားရှင်းလင်းပြောပြတာအဲ့ဒါနတ်ကွန်းမဟုတ်ဘူးတဲ့ကတ္တဗမြတ်စွာဘုရားလက်ထက်ကအဲ့ဒါကတ္တဗမြတ်စွာဘုရားရဲ့နော်မှန်းပြီးတော့ဇီဒီတဲထားတဲ့နော်ရွှေဇီဒီနေရာကြီးပေါ့ဒီနေရာကြီးကဟုတ်လားအဲ့ဒါသူတို့ကမသိပေမဲ့လို့သူတို့ရှေ့ခိုးနေတဲ့ဟာကြီးကတကယ်ကိုမုံမြတ်တဲ့နော်ကတ္တဗမြတ်စွာဘုရားရဲ့နော်ဇီဒီကြီးဖြစ်နေတယ်အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီမှာတော့တကိုးတွေပါနေနဲ့ဖန်ဆင်းပြတယ်လို့ဆိုတယ်အဲ့ဒီမှာအဲ့ဒီပုံသားတွေဒီနတ်ကုန်းကြီးကိုရှ िख ိုးတာကိုအကြောင်းပြုပြီးတော့နော်သူတို့စိတ်ထဲကနတ်ကုန်းလို့ထင်နေပေမဲ့လို့ဒီဥစ္စာတကယ်တမ်းကဘာဖြစ်နေလဲဇီဒီဖြစ်နေတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားဟောပြတာဒါဆိုလို့ရှိရင်သူတို့ရဲ့စိတ်ထဲကနော်မိဘဘိုးဘွားရဲ့လက်ထက်ကနော်အယုသေးပေးရမယ့်နေရာမျက်နှိုးရမယ့်နေရာမှုလို့သာမျက်နှိုးနေတာညံနေတာကြီးပါလာတယ်လို့မရှိဘူးနော်တကယ်လို့ညံနဲ့ရှင်ပြီးတော့နော်ရှ िख ိုးနိုင်မယ်ပူဇော်နိုင်မယ်ဆိုရင်အများကြီးပို့ပြီးတော့အကျိုးရှိမယ်ပေါ့အဲ့ဒါကိုအကြောင်းပြီးတော့သောသောကထာကိုမြတ်စွာဘုရားဟောတာဟုတ်လားကထာလေးကအလွန်ကောင်းပါတယ်နော်ပပင်္စတရားတန်တရားကိုချဲ့ထွင်တတ်တဲ့တရားတွေဟာနေလွန်မြောက်သွားတဲ့နော်စိုးရင်ရင်ကိုကြွေးခြင်းတွေကနေပြီးတော့ကူးမြောက်သွားနိုင်တဲ့နော်လုံးဝဘေးမရှိတော့တဲ့အငြိမ်းကြီးငြိမ်းတော်မူပြီးဖြစ်ကြတယ်နော်ဖေယပြည့်စေကဗုဒ္ဓယဟန္တာအရှင်မြတ်တွေကိုပူဇော်မယ်ဆိုရင်အဲ့ဒီကုသိုလ်ဟာဘလောက်ရတယ်ဘယ်၍ဘယ်များရှိတယ်လို့တိုင်းတာလို့မရနိုင်ဘူးလို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့တော့ဒီနေရာမှာဘုန်းဘုန်းတို့တခုသတိထားဖို့ရာကဒီယတနာမြတ်သုံးပါးကိုပူဇော်ကြတဲ့နေရာမှာပို့ပြီးတော့အကျိုးကျေးဇူးများဖို့အတွက်ကိုယ်စိတ်ထားကလေးကိုနော်တဲ့မှတ်အောင်တော့ပြင်တတ်ဖို့လိုမယ်ပေါ့အဲ့ဒါကပါလေအနှစ်ချုပ်ပြောရရင်တော့ဘယလာဘကုလရှောင်ခြင်းနော်ဘယလာဘကုလရှောင်ခြင်းရှောင်ရမယ့်အရာ၃ခုပေါ့နော်ဘုရားရှိခိုးတော့မယ်ဆိုတိုင်းအဲ့ဒါလေးရှိရမယ်နော်ဘယဆိုတာဘာပြောအောင်ဆိုဘေးဒုက္ခတစ်ခုခုကနေလွတ်ဖို့ဆိုတဲ့စိတ်နဲ့မလုံးနဲ့တဲ့ဟုတ်လားလာဘဆိုတာတခုခုစီးပွားရေးတိုးတက်ခြင်းလို့တခုခုရကျင်တဲ့စိတ်ကြောင့်လည်းမလုံးနဲ့တဲ့ကုလဆိုတာကိုယ့်ရဲ့အမျိုးအနွယ်နော်အဖေအမေဘိုးဘွားတွေလက်ထက်ကစားအစဉ်အဆက်ဒီလိုလှုပ်လာလို့ကိုယ်လည်းဒီလိုလှုပ်တာဆိုပြီးတော့ညံမပါဘဲနဲ့သူများလိုက်လှုပ်လို့လိုက်လှုပ်ရတဲ့အနေအထားမျိုးလည်းမဖြစ်စေနဲ့လို့ပြောတယ်အဲ့တော့အဓိကဘာလို့ဆိုလိုတာတော့တကယ်တန်ဖိုးရှိတယ်လို့နားလည်ပြီးတော့တန်ဖိုးရှိလို့မို့ကိုအကျိုးကျေးဇူးတွေမရခဲ့ဘူးဆိုရင်တောင်မှတန်ဖိုးကိုနားလည်ပြီးတော့တန်ဖိုးရှိလို့မို့ကိုမျက်နှိုးလွန်းလို့ကိုမျက်နှိုးတာပါဆိုရင်ဒီရဲ့စိတ်ကပိုးပြီးတော့ဘာဖြစ်တော့အစွမ်းထက်မယ်ပေါ့နော်ပိုးပြီးတော့ဘာတော့ဖြူစင်တဲ့တန့်ရှင်းတဲ့ပိုးပြီးတော့ကောင်းမှုဟာမြင့်မြတ်သွားတယ်ပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့ဘုံဘုံတို့က
ပုရုသင်တဘာဝဒီအလိုဆန္ဒလေးတွေကရှိတတ်တယ်ဟုတ်လားဘေးအန္တရာယ်ကလွတ်ဖို့အကုသိုလ်ဖြစ်တယ်လို့တော့မဆိုလိုပါဘူးသို့တော့ပိုးပြီးတော့ကုသိုလ်ဖြူစင်သွားဖို့အတွက်ဒီစိတ်လေးတွေကိုဖယ်ရမယ်ဟုတ်လားတခုခုရခြင်းတဲ့စိတ်ဘုံဘုံတော်များသောအဖြစ်ကြောက်တဲ့စိတ်နဲ့ရခြင်းတဲ့စိတ်ဒီနှစ်ခုတစ်ခုခုနဲ့ပဲလောက်ကြတာများနေတယ်ဟုတ်လားတကယ်တမ်းကဘေးအန္တရာယ်ဆိုတာကနော်ဘေးအန္တရာယ်လွတ်သွားတယ်ဆိုတာကိုယ့်ရဲ့ကုသိုလ်စိတ်ကြောင့်မို့လို့နော်လွတ်ရတာဟုတ်လားကိုကလွတ်ချင်လို့လွတ်နေတာမဟုတ်ကိုလွတ်ချင်လို့လုပ်မယ်ဆိုရင်လွတ်ချင်တဲ့စိတ်ကငကိုယ်တည်းစားရှိနေတာပဲလေဒါကိုကွဲအောင်ကြည့်ပေါ့နော်အဲ့တော့ဒါကြီးကအပူကြီးလို့မြင်ရမယ်အဲ့တော့တခုခုရချင်လို့ရသွားတယ်ဆိုရင်လည်းပဲဒီကုသိုလ်စိတ်လေးကြောင့်ရတာပေါ့နော်ကိုရချင်လို့ရတာမဟုတ်ကိုရချင်လို့ရဆိုဒီကုသိုလ်စိတ်မလိုဘူးလေရချင်တဲ့စိတ်ငကိုယ်စားရှိနေတာပဲရမှာပေါ့ဟုတ်လားအဲ့တော့ဘုံဘုံတို့ကနော်ဘေးတွေကကြောက်လို့လွတ်သွားတာလားနော်ကိုရချင်တာတွေလက်လာပါတွေရချင်လို့ရတာလားဒါမှမဟုတ်ရစရာအကြောင်းရှိလို့ရတာလားဆိုတာကိုမြင်အောင်ကြည့်မယ်ဆိုရင်အကြောင်းတရားကိုသာပို့ပြီးတော့ကောင်းအောင်ဘုံဘုံတို့ဟာကြိုးစားခြင်းစိတ်ပို့ပြီးတော့ဖြစ်လာမယ်ဟုတ်လားဒါကြောင့်မို့လို့ဒီပူဇော်တဲ့ကိစ္စကိုလုပ်တဲ့အခါမျိုးမှာနော်ကြောက်လို့တခုခုရခြင်းလို့အစင်အဆက်မို့လို့လောက်ရတာမျိုးတွေကိုဘာလို့ဖို့လို့တော့ရှောင်ဖို့လိုတယ်ပေါ့ဟုတ်လားနော်အဲ့ဒီစိတ်တွေကနော်ဘုံဘုံတို့ရဲ့နော်ကုသိုလ်ကောင်းမှုကိုဘာဖြစ်သွားနိုင်တော့ညှဉ်းနှွမ်းစေနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်မို့လို့ဒါပူဇော်ခြင်းနဲ့ပတ်သက်ပြီးတော့ဒါလေးကိုပြောတာပေါ့ဆက်ပြီးတော့ပြောခြင်းတဲ့အပိုင်းလေးကဘာတော့ပူဇော်ခြင်းတွေထဲမှာဘလို့ပူဇော်ခြင်းဟာအမျက်ဆုံးလဲပူဇော်ခြင်းတွေကိုနည်းနည်းခွဲချမ်းကြည့်မယ်ပေါ့ဝေဖန်ကြည့်မယ်ပေါ့ဟုတ်လားအဲ့ပူဇော်တယ်ဆိုတာကျမ်းမြန်းဖြင့်အမိတပူဇာဓမ္မပူဇာအားလို့နှစ်မျိုးရှိတယ်ဟုတ်လားအမိတပူဇာဆိုတာကပန္နန္တာစီမီအစရှိတဲ့ဝတ္ထုပစ္စည်းတွေနဲ့ပူဇော်ကြတာပေါ့နော်မျက်မျက်နုံနုံဟုတ်လားအဲ့ဒါကိုအမိတပူဇာလို့ခေါ်တယ်ဓမ္မပူဇာဆိုတာကြတော့နိဗ္ဗာန်ချမ်းသာကိုမြင်တတ်တဲ့မျက်မှောက်ပြုနိုင်တဲ့နော်မဲ့ညံဖို့ညံဟုတ်လားဒီမဲ့လေးပါးဖို့လေးပါးနိဗ္ဗာန်ဆိုတာကိုလောကုတ္တရာတရား၉ပါးလို့ခေါ်တယ်ပေါ့နော်အဲ့ဒီလောကုတ္တရာတရား၉ပါးကိုရစေတတ်တဲ့တတိပဋ္ဌာန်အကျင့်မဲ့ခင်အကျင့်ဒီမှန်ကန်တဲ့အကျင့်မြတ်တွေကိုကျင့်သုံးခြင်းကိုအဲ့ဒါကိုဓမ္မပူဇာလို့ခေါ်တယ်ဟောပူဇော်ခြင်းကအဆင့်ပါဖြစ်လာတော့တက်လာပြီနော်ဒီထိဘုံဘုံတို့ကသွားမှာဟုတ်လားအမိတပူဇာရဲ့ဓမ္မပူဇာရဲ့နှစ်မျိုးရှိတယ်အဲ့ဒီအမိတပူဇာရဲ့ဓမ္မပူဇာရဲ့နှစ်မျိုးထဲမှာနော်ဘယ်ပူဇော်ခြင်းကမြတ်မလဲဆိုတာတော့အထူးပြောစရာမလိုဘူးဘာလို့ဆိုနားတွေကယင်ပြီးသားသိပြီးသားဟုတ်လားဘယ်ပူဇော်ခြင်းကမြတ်မလို့ဓမ္မပူဇာပို့ပြီးတော့မြတ်လိမ့်မယ်အဲ့ဒီဓမ္မပူဇာဖြင့်ပူဇော်တာကိုလည်းမြတ်စွာဘုရားဘလောက်တန်ဖိုးထားပြီးတော့ဘလောက်လိုလားတော်မူသလဲဆိုတာကိုမြတ်စွာဘုရားလက်ထက်ကဖြစ်ရတဲ့ကိုကြည့်ရင်သိနိုင်တဲ့အကြောင်းအရာတွေအများကြီးရှိတယ်ဟုတ်လားဆိုကြပါစို့ဘုန်းတို့မြတ်စွာဘုရားလက်ထက်ကအကြောင်းအရာလေးတွေကိုနော်ဒီပူဇာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်မြတ်စွာဘုရားပြိဋိဘံစံဃာနေနော်ထူးခြားတဲ့ဖြစ်ရ၃ခုပေါ့ဒါတော့မှတ်တမ်းတင်ထားတာကိုပဲပြောရတာပေါ့လေဟုတ်လားယဟန်တော်၃ပါးနဲ့ပတ်သက်ပြီးတော့ထူးခြားမှုဖြစ်ခဲ့တာရှိတယ်ပထမယဟန်တော်ကအတ္တတထမထေတဲ့ဒုတိယယဟန်ကတိတ်တမထေနောက်တတိယယဟန်ကတော့ဓမ္မာရာမမထေဆိုပြီးတော့ယဟန်တော်၃ပါးတစ်ချိန်တည်းမှာဖြစ်ခဲ့တာတော့မဟုတ်ဘူးအဲ့ဒီမြတ်စွာဘုရားပြိဋိဘံစံတော်မယ်ဆိုတော့ဒီ၄လအတွင်းမှာပေါ့ဟုတ်လားအားလုံးကလည်းဘုရားပြိဋိဘံစံတော်မယ်ဆိုတာကိုသိသွားကြပြီမြတ်စွာဘုရားလည်းအာယုသင်္ခါရကိုလွှတ်လိုက်ပြီးအသက်ရှည်ဖို့အတွက်ဘာလုံးလာမှမပြုတ်တော့ဘူးเนาะဘုရားဘယ်နေ့ဘယ်ချိန်မှာပြိဋိဘံစံမယ်လို့အတိအကျသိပြီးကြပြီပေါ့အဲ့တော့လည်းပဲပုထုဇဉ်ရန်တွေဆိုရင်ငိုကြရိုးကြစိုးရိမ်ကြပူဆွေးကြအဲ့လိုဖြစ်ကြတာပေါ့နော်တချို့ဆိုလို့ရှိရင်မြတ်စွာဘုရားဘယ်လိုလုပ်ကြမလို့တိုင်ပင်ကြစီဝေးကြမြတ်စွာဘုရားပြိဋိဘံစံမှာကိုစိုးရိမ်လို့အမျိုးမျိုးတိတလောက်လေးတက်တလောက်မှတ်တလောက်လေးနဲ့မြတ်စွာဘုရားရဲ့အပေါ်မှာသူတို့တာဝန်ကြည်ဖို့အတွက်လုပ်ကြတာပေါ့ဒါပေမဲ့လို့အဲ့ဒီယဟန်သုံးပါးမလုပ်နော်သူတို့ကဘယ်လိုစဉ်းစားတာတော့သူတို့စဉ်းစားပုံကသူတို့ကဘယ်လိုစဉ်းစားအောင်ဆိုမြတ်စွာဘုရားပြိဋိဘံစံတော်မယ်ဟုတ်လားမြတ်စွာဘုရားပြိဋိဘံစံတော်မယ်ငါတို့မှလည်းပဲအာတော်တရားမကုန်သေးဘူးငါတို့ရဲ့စိတ်ကကိလေသာရဲ့လက်ကမလွတ်သေးဘူးတို့မှပူလောင်မှုတန်လန့်ရှုပ်ထွေးမှုတန်လန့်နဲ့နေရအဲ့တော့မြတ်စွာဘုရားကွယ်ပြောက်မသွားခင်မှာတို့စိတ်ကိုပူလောင်စေတဲ့ပင်ပန်းစေတဲ့ဒီကိလေသာတရားတွေကနေလွတ်မြောက်အောင်တို့လုပ်မယ်လို့အသီးသူတို့သုံးပါအတိုင်းမင်းထားတာတော့မဟုတ်တဏှာစီပဲကိုယ်စိတ်ကူးနဲ့ကိုယ်ပေါ့နော်အဲ့လိုမျိုးနေကြတဲ့အခါကျတော့ကျန်တဲ့ယဟန်တွေကသတိထားမိတယ်သတိထားမိတဲ့အခါကျတော့မြတ်စွာဘုရားကိုသွားလျှောက်တယ်မြတ်စွာဘုရားယဟန်တွေအကုန်လုံးကမြတ်စွာဘုရားပြိဋိဘံစံမယ်ဆိုလို့စိုးရိမ်မှုတွေနဲ့
နော်ထိတ်လန့်မှုတွေစိတ်မချမ်းသာမှုတွေနဲ့မြတ်စွာဘုရားဝိုင်းပြီးတော့ဂရုစိုက်ကြတယ်ဒါပေမဲ့ဒီယဟန်တွေကမြတ်စွာဘုရားရဲ့ပုံမှာချစ်မြတ်နိုးမှုမရှိကြဘူးအဲ့ဒီလိုမျိုးသွားလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားအဲ့ဒီမှာယဟန်တွေအဲ့ဒီယဟန်တွေကိုခေါ်တယ်တနေရာစီမှာဖြစ်တာပါဘုံမှာပေါင်းပြီးတော့ပြောလိုက်တယ်အဲ့ဒီမှာအတ္တဒဋ္ဌမထေပထမဝတ္ထုလေးပေါ့နော်ပထမအကြောင်းအရာလေးအဲ့ဒီအတ္တဒဋ္ဌမထေရောက်လာတဲ့အခါကျတော့မေးတာပေါ့ဟုတ်လားကျန်တဲ့ယဟန်တွေလို့ငါပုံမှာဂရုမစိုက်ကြဘူးလို့ပြောတယ်ဆိုတော့မြတ်စွာဘုရားကိုသူတို့ကလည်းသူတို့တွေးထားတဲ့အတွေးတိုင်းလျှောက်တာပေါ့မြတ်စွာဘုရားပြိဋိနိဗ္ဗာန်ဆံတော့မေးတပည့်တော်တို့ကလည်းပဲကိလေသာမကင်းကြသေးဘူးဒါကြောင့်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိနေတော့မှမြတ်စွာဘုရားမကွယ်ပြောက်သေးခင်မှာကိလေသာရဲ့လက်ကနေလွတ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့မို့တော့တရားကိုပဲကြိုးစားပြီးတော့နေမညာမှာလုပ်နေတာပါလို့ရှောက်တယ်အဲ့လိုရှောက်တဲ့အခါကျတော့မြတ်စွာဘုရားအမိန့်ရှိပုံလေးကိုဓမ္မပဒထကရာထဲမှာရေးပြထားတာရှိတယ်ဘိက္ခဝေယတ္တမယိတိနေဟောအဋ္ဌိနော်ယဟန်တို့တဲ့ပုဂ္ဂိုလ်တူတရားငါ့ကိုချစ်တယ်ဆိုလို့ရှိရင်တဲ့ဟောပြောပုံလေးနော်တေနအတ္တတထေနဝိယဘဝိတုံဝတ္တတိတဲ့ဟောဒီအတ္တတထယဟန်လို့ဖြစ်တဲ့တဲ့နော်ယဟန်တို့တဲ့တစုံတယောက်ဟာငါ့ကိုချစ်တယ်ဆိုလို့ရှိရင်ဒီအတ္တတထယဟန်လို့ဖြစ်တဲ့တဲ့နော်နာဟိခန္ဓာတိဟိပူဇင်တာမံပူဇင်တိနော်မှွေးနှံတာတွေနဲ့ပန်းနေနဲ့အာမိတပူဇာဟုတ်လားပစ္စည်းဝတ္ထုတွေနဲ့ပူဇော်တာငါ့ကိုပူဇော်တယ်လို့မခေါ်နိုင်သေးဘူးတဲ့ဟုတ်လားဓမ္မနုဓမ္မပฏิပတ္တိယပါဏမံပူဇင်တိစောတော့ပြောခဲ့တဲ့လောကုတ္တရာတရား၉ပါးကိုရစေတတ်တဲ့နော်တတိပဋ္ဌာန်တရားမဂ်ခင်၈ပါးအကျင့်မြတ်တရားတွေကိုကျင့်သုံးခြင်းသည်သာလျှင်ငါ့ကိုပူဇော်တယ်လို့ခေါ်နိုင်နေတဲ့တတ္တမအင်ဂျင်နာပိအတ္တတထသတိတေနေဝဘဝိတ္တဗံဒါကြောင့်မို့လို့တဲ့တခြားသောယဟန်တွေဟာဟောဒီအတ္တတထယဟန်နဲ့တူအောင်ကျင့်ရမယ်လို့အဲ့လိုဟောတယ်နော်ပြောုံလေးနော်ဟုတ်လားပြန်ပြောရနော်ဒါလေးရောဟုတ်လားငါ့ကိုချစ်တဲ့ပုဂ္ဂိုလ်ကဟောဒီအတ္တတထယဟန်လို့ဖြစ်တဲ့တယ်နော်အာမိတပူဇာတွေနဲ့ပူဇော်နေတာငါ့ကိုပူဇော်တယ်လို့မခေါ်နိုင်သေးဘူးနော်သူတော်ကောင်းတရားကိုထွန်းဖောက်ပြီးတော့သိအောင်မြင်အောင်သူတော်ကောင်းတရားအကျင့်ကိုကျင့်မှသာလေငါ့ကိုပူဇော်တယ်လို့ခေါ်နိုင်တယ်ဒါကြောင့်ကြံတဲ့ပုဂ္ဂိုလ်တွေဟာဒီအတ္တတထလို့ဖြစ်တဲ့တယ်လို့အဲ့လိုအမိန့်ရှိပြီးတော့မြတ်စွာဘုရားကာထာတပုဟောတယ်တဲ့အတ္တတထံပရထေနာဘဟုနာပိနဟပိအတ္တတထမဘိညာယတရထပတုတောတိယဒါလေးကနော်အဓိပ္ပာယ်လေးပြောစရာတော်တော်ကောင်းတယ်ဘဟုနာပိများစွာလည်းဖြစ်သောပရထေသူသူတစ်ပါး၏စီးပွားကြောင့်အတ္တတထံအနှဲငယ်သောမိမိစီးပွားကိုနဟပိမယုတ်စေရအတ္တတထံမိမိ၏အကျိုးစီးပွားကိုအဘိညာယသိ၍တရထပတုတောမိမိအစီးပွားများစေသည်သိရဖြစ်ရ၏တဲ့ဒါလေးကနည်းနည်းတော့ရှင်းပြမှနားလေလိမ့်မယ်နဲ့တူတယ်နော်သူများရဲ့အကျိုးစီးပွားအများကြီးကြောင့်မို့လို့ကိုယ့်ရဲ့အကျိုးစီးပွားနည်းနည်းလေးကိုတောင်မပြည့်စည်သေးနဲ့တဲ့နော်ဒီနေ့မှာကိုယ့်ရဲ့အကျိုးစီးပွားအစစ်အမှန်ဆိုတာတရားသူတရားမြတ်ရတဲ့အနေအထားကိုပြောတာပေါ့နော်တဆင့်လျှော့ပြောရမှဆိုရင်တရားသူတရားမြတ်ရစေတတ်တဲ့ကုသိုလ်ကောင်းမှုတွေမြင့်မြတ်တဲ့အလုပ်တွေလုပ်ဖြစ်တာကိုကိုယ့်ရဲ့အကျိုးစီးပွားလို့ပြောတာဟုတ်လားသူများရဲ့အကျိုးစီးပွားအများကြီးကြောင့်မို့လို့ကိုယ့်ရဲ့အကျိုးစီးပွားနည်းနည်းလေးကိုမဆုပ်ယုပ်စေနဲ့တဲ့ကိုယ့်ရဲ့အကျိုးစီးပွားကဘာဆိုတာကိုပြီးပြီးပြင်းပြင်းသိပြီးတော့ကိုယ့်အကျိုးစီးပွားတွေများအောင်လုပ်ရမယ်တဲ့အဲဘယ်လောက်ကောင်းတော့ဟုတ်လားအဲ့တော့ပြောရင်တာဘာတော့ဓမ္မပူဇာကိုမြတ်စွာဘုရားဘယ်လောက်နှစ်သက်တော်မူသလဲဆိုတော့ပြောတာဒါကအတ္တတထယဟန်နဲ့ပတ်သက်ပြီးတော့ဟောတာပေါ့နော်နောက်ထပ်တစ်ပါးရှိသေးတယ်နောက်ထပ်တစ်ပါးကဘယ်လိုတုံးဆိုတိတ်တသူကလည်းဒီပုံစံပဲဒါမြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံဃာတိမှာဖြစ်ခဲ့တဲ့ဖြစ်ရ၃ခုပေါ့နော်အဲ့ဒီတိတ်တယဟန်ကိုလည်းပဲယဟန်တွေကခေါ်လာကြတော့မြတ်စွာဘုရားစောစောကလိုပဲနော်ငါ့ကိုချစ်တဲ့ယဟန်တွေဟာတိတ်တယဟန်လိုဖြစ်တဲ့တယ်နော်အမိတတွေနဲ့ပူဇော်နေလို့ငါ့ကိုပူဇော်တယ်လို့မခေါ်နိုင်ဘူးနော်တရားဓမ္မနဲ့ပူဇော်မှသာလေဒီနေ့အပြင်တရားကိုကျင့်ချင်းတည်ပင်လေဒါနော်တရားကိုမြတ်စွာဘုရားကိုပူဇော်ခြင်းပဲလို့ဒီသပြေကံဆိုကြီးရေးထားတယ်မှာဘလောက်ထိတောင်ပါတော့ဆိုသူတေချာလေးရှင်းပြထားတယ်နော်တရားကျင့်ခြင်းတည်ပင်လေဘုရားရှိခိုးခြင်းတစ်မျိုးလို့ဆရာတော်ကြီးအဲ့လိုတောင်ရေးတယ်ဘာလို့ဆိုတရားကျင့်တယ်ဆိုတာဂုံကိုစိတ်ကညှွတ်တယ်မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေမြတ်စွာဘုရားရဲ့စွန့်ရည်တတ္တိတွေရဲ့ပုံမှာစိတ်ညှွတ်မှုရှိလို့တရားကျင့်လို့ရတာအဲ့ဒါမရှိရင်တရားကျင့်လို့မရဘူးဟုတ်လားအဲ့ဒါကြောင့်မို့လို့ဘုန်းတော်ဗုဒ္ဓဘာသာဝင်တွေတရားအားထုတ်နေတိုင်းမှာဘုရားကိုတော့ရှိခိုးပြီးသားဖြစ်တယ်ဆိုတဲ့အမြင်လေးဆိုကြီးကမြင်ပြတာဟုတ်လားအခုဒီမှာဒီတိတ်တမထေအဲ့ဒါလိုပဲမြတ်စွာဘုရားအမိန့်ရှိပြီးတော့ကာထာတပုတ်ထပ်ပြီးတော့ဟောတယ်သူကြတော့စောစောကလည်းပဲအတ္တတထမထေကိုဟောလိုက်တာယန္တာဖြစ်သွားတယ်ဟုတ်လားအခုတိတ်တမထေကိုဘယ်ကာထာဟောဘလို့ကာထာဟောတော့ဒါလေးကလည်းပဲကောင်းတယ်ပဝိဝေကရတံပိတ္တဝရတံဥပတမတ္တသနေတရောဟောတိနိဗ္ဗာပောဓမ္မပီတိရတံပိဝံတဲ့နော်
အဓိပ္ပာယ်လေးကိုသေချာလေးနားထောင်ကြည့်နော်ပဝိဝေကရတံစိတ်ညင်ရာအရက်နဲ့ရအပ်သောမဲ့ညံပူညံဒီဟုသောအရာသာကို၎င်းဥပတမတ္တစကိလေသာတို့ငြိမ်းရာဖြစ်သောနိဗ္ဗာန်၏ရတ္တင်စအာရမဏပစ္စယတတ္တိဟုဆိုသောအရာသာကို၎င်းပိဝိတ္တဝတောက်ရသောကြောင့်ဓမ္မပီတိရတံတရားနှင့်ရှင်သောပီတိဒီဟုသောအရာသာကိုပြည့်ဝံသောတောက်ရသောသူသည်နေတရောပူပန်ခြင်းကင်းသည်နိဗ္ဗာန်ပေါ်မကောင်းမှုကင်းသည်ဟောဒီဖြစ်၏တဲ့နော်ဒါလေးကိုနည်းနည်းရှင်းပြမယ်ဟုတ်လားသူကလူတယောက်ပူပန်မှုတွေကင်းသွားဖို့မကောင်းမှုတွေကင်းသွားဖို့ဆိုရင်ဘာရှိရမလို့နော်တရားကိုသိလို့ဖြစ်တဲ့ပီတိနဲ့ချမ်းသာမှုရှိရမယ်အဲ့ဒါကိုသူပြောပုံလေးရနော်ပဝိဝေကရတံနော်အရာသာကိုပြောတဲ့နေရာမှာအပေါ်ယံလေးဘုံဘုံပြောကြည့်မယ်နော်တကယ်တမ်းကတော့သူကမဲ့ညံဖူညံကိုအထွတ်အထိပ်အရာသာအနေနဲ့တင်သားပြောတာပေါ့နော်အဲ့ဒီအဆင့်ထိမရောက်ဘူးဆိုရင်လည်းပဲကိုယ်ခန္ဓာအကြောင်းကိုသတိထားတဲ့သတိပဋ္ဌာန်အလုပ်ကိုလုပ်ရင်းနဲ့ထိုက်တဲ့နော်ချမ်းသာမှုနှစ်သက်မှုဆိုတာနော်အထုတ်နေတဲ့လမ်းကြောင်းလေးတဲ့နေလို့ရှိရင် तू ကဘာတော့မလွဲမသွေရနေမှာပဲလေဟုတ်လားအဲ့ဒါဘာတော့ကိုတယောက်တည်းဒါလုံနေတာနော်အများနဲ့ရှိမြင်လို့အလုပ်လုပ်တဲ့ခါတော့ကိုယ့်ဟာကိုယ်တယောက်တည်းပဲလုံနေတယ်ပေါ့နော်စိတ်ညင်ရအရက်လေးမှာနေပြီးတော့လှုပ်ကြတာပေါ့တိတိစိတ်ဟုတ်လားအဲ့ဒါကိုပြောတာ तू ပဝိဝေကရတံစိတ်ညင်ရအရက်နဲ့ရအပ်တော့အရသာအဓိကတော့မဉ္ဇဉ်ဖူဉ္ဇဉ်ကိုရည်ရွယ်တာပေါ့မဉ္ဇဉ်ဖူဉ္ဇဉ်မရသေးဘူးဆိုရင်လည်းသူ့အဆင့်နဲ့သူပေါ့နော်စိတ်ညင်ရအရက်လေးမှာလုံရင်းနဲ့စိတ်ချမ်းသာမှုလေးရဟုတ်လားဒါရင်လားဆိုမကဘူးတဲ့ဥပတမတ္တစာငြိမ်းအေးတဲ့စိတ်ကအဲ့ဒီငြိမ်းအေးတယ်ဆိုတာယူမယ်ဆိုရင်တော့နိဗ္ဗာန်ချမ်းသာထိယူလို့ရတယ်ဟုတ်လားနိဗ္ဗာန်ချမ်းသာကိုအရသာလို့ဒီမှာဆရာကြီးကဘယ်လိုလေးရေးပြတာဒါသင်္ကစားဆရာကြီးကနော်အာရမဏပစ္စယတတ္တိဟုဆိုတော့အရသာကို၎င်းတဲ့နော်နိဗ္ဗာန်ကြီးရတာနိဗ္ဗာန်ကိုဘုံဘုံတော့အာယုံပြုတ်ပြီးတော့နော်ဖြစ်တဲ့စိတ်ချမ်းသာမှုပေါ့ဟုတ်လားအဲ့ဒီအရသာတွေကို तू ကရင်ငတ်နေတဲ့အချိန်မှာတောက်ရတဲ့ရေလိုမျိုးပေါ့တင်စားပြီးတော့စိတ်ကဘာလို့တောက်သုံးရတယ်တောက်သုံးရတဲ့အခါကျတော့စိတ်ကအားရှိတယ်ကြည်လင်တယ်တန့်ရှင်းတယ်ကျေနပ်တယ်ပေါ့နော်တရားကိုသိလို့ဖြစ်တဲ့အရာလားနောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အဆင့်ဆိုရင်တော့မပြောတော့နဲ့ပေါ့နော်အဲ့ဒီဥစ္စာတော့ဒါကိုလည်းပဲမမှန်းတတ်ဘူးပေါ့ဟုတ်လားသို့တော့ဘလို့ပဲဖြစ်ဖြစ်ကိုတိုင်းတာလေးနဲ့ကိုနော်တရားကိုစူးစမ်းအားထုတ်လို့စိတ်ရဲ့ချမ်းသာမှုရလာပြီဆိုရင်အဲ့ဒီချမ်းသာနေတဲ့အချိန်မှာဒီလိုဟာပါတော့နော်နေတတော်ဟောတိနိဗ္ဗာန်ပေါ့အဲ့ဒါလေးကိုဘုံဘုံသဘောကျနေတတော်တဲ့ပူလောင်မှုကင်းတယ်တဲ့အဲ့ဒီချိန်မှာစိတ်ပူနေတယ်ဆိုတာမရှိဘူးနော်နိဗ္ဗာန်ပေါ်တဲ့စိတ်ပူတယ်လို့မရှိဘူးဆိုရင်သူကမကောင်းမှုလဲကင်းတယ်နော်တခုခုမကောင်းတာဘုံဘုံတို့လှုပ်တယ်ပြောတယ်ဆိုရင်စိတ်ကအရင်ပူပြီးတော့မှစိတ်ကအရင်ရှုပ်ပြီးတော့မှနော်လှုပ်ကြပြောကြရတာအိုးဟုတ်လားစိတ်ဆင်းရဲပြီးတော့မှဘုံတို့မကောင်းတာတွေလှုပ်ကြတာများပါတယ်ဟုတ်လားစိတ်ကတရားကိုသိတဲ့အနေအထားနဲ့ချမ်းသာနေတယ်ဆိုရင်မကောင်းတာအဲ့ဒီချိန်မှာမရှိဘူးစိတ်ထဲမှာတော့မရှိဘူးပေါ့နော်ဒါကိုမြတ်စွာဘုရားဟောတာနော်တရားရဲ့အရာသာကိုတောက်ရလို့ဟုတ်လားငြိမ်းအေးမှုရဲ့အရာသာကိုတောက်ရလို့နော်ဒီပုဂ္ဂိုလ်ဟာဘာတော့ပူပမာမှုကင်းတယ်မကောင်းမှုကင်းတယ်လို့အဲ့လိုဟောလိုက်တော့အဲ့ဒီယဟန်ကလည်းယဟန္တာဖြစ်တယ်ဟုတ်လားဒါကတော့တိဋ္ဌမထေရနော်ယဟန္တာဖြစ်သွားတဲ့ဂါထာလေးပေါ့တိဋ္ဌမထေကိုယဟန္တာဖြစ်အောင်ဟောတဲ့ဂါထာနောက်ထပ်တစ်ပါးရှိသေးတယ်အဲ့ဒါကဘာလို့ဆိုဓမ္မာရာမမထေတဲ့ဟုတ်လားဓမ္မာရာမဆိုတာတရားနဲ့မွေးလျော်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒီယဟန်ကလည်းအဲ့လိုပဲမြတ်စွာဘုရားနာကိုမကပ်ဘဲနဲ့တော့သူပဲစောက်ချပြီးတော့လုံနေလို့ဒါယဟန်တွေရဲ့လျှောက်ထားချက်ကြောင့်မြတ်စွာဘုရားကြီးရောက်လာရောက်တော့လည်းပဲငါ့ကိုချစ်တဲ့ပုဂ္ဂိုလ်တွေဟာဓမ္မာရာမလို့ဖြစ်တဲ့နေအဲ့လိုအမိန့်ရှိပြီးတော့မြတ်စွာဘုရားဒီကာထာလေးကိုဟောတယ်ဓမ္မာရာမောဓမ္မရတောဓမ္မအနုဝိစိန်တယံနော်ဓမ္မအနုတ္တရံဘိက္ခုနော်တတ္တမနပရိဟာယတိတဲ့နော်ဘာပြောတော့အဓိပ္ပာယ်ကဓမ္မာရာမောတဲ့သမထဝိပဿနာလည်းမွေးလျော်ရာရှိတော့ဓမ္မာရာမောဆိုတရားမှာမွေးလျော်ရာရှိနော်သူ့မှာပျော်စရာနေရာလေးရှိတယ်ပေါ့အဲ့ဒါပေါင်းဆိုတရားပေါ့နော်တရားလျင်သူ့မှာပျော်စရာရှိတယ်ပျော်စရာရှိတော့လည်းပဲဒီထဲမှာပဲသူပျော်တယ်အဲ့ဒါကိုဓမ္မာရတောလို့ထပ်ပြောတယ်ဓမ္မာရာမောတရားလျင်ပျော်စရာရှိတော့ဓမ္မရတောအဲ့ဒီတရားမှာပဲပျော်နေတော့နော်အဓိပ္ပာယ်လေးကကောင်းတယ်နော်ဓမ္မန်တရားကိုအနုဝိစိန်တရားအဖန်ဖန်တလဲလဲကြံစီစဉ်းစားတတ်တော့တရားနဲ့ပတ်သက်ပြီးတော့ပဲသူတွေးတယ်ကြံတယ်သူ့ရဲ့စိတ်ကူးကဟုတ်လားဓမ္မန်တရားကိုအနုတ္တရအဖန်တလဲလဲအောက်မေ့တော့နော်ဖလိုကအချိန်လေးကုန်သွားတယ်ဘဝမှာဒီတရားနဲ့ပဲသူဟာနေသွားတယ်ပေါ့နော်တရားနဲ့ပျော်တယ်နော်တရားလင်ပျော်ရာရှိတယ်တရားကိုပဲကြံစီစဉ်းစားတယ်တရားကိုပဲအောက်မေ့တယ်အဲ့လိုဆိုရင်အဲ့လိုပုဂ္ဂိုလ်ဟာတဲ့တတ္တမသူတော်ကောင်းတရားမှာနပရိဟာယတိဘယ်တော့မှမဆုတ်ယုတ်ဘူးတဲ့အမြဲတမ်းတိုးတက်နေမှာပဲပေါ့နော်နောက်ဆုံးနိဗ္ဗာန်ချမ်းသာမြင်သည့်အထိဉာဏ်ပညာတွေထက်မြက်ပြီးတော့ဒုက္ခတွေငြိမ်းသွားမှာပဲဒါပြောတာဟုတ်လားအဲ့တော့ဒီဂါထာလေးတွေကလည်းပဲ
နော်ဒီပူဇော်ခြင်းနဲ့ပတ်သက်ပြီးတော့ဆက်ဆက်နေလို့ဒါဘုံဘုံတို့ပြောပြတာဟုတ်လားအဲ့တော့ဒီမှာနေကုန်းချုပ်နောက်ထပ်ဘာပြောခြင်းတော့ဆိုတော့ဒီတရားနဲ့ပတ်သက်ပြီးတော့နော်ပူဇော်တိုက်တဲ့အရာတွေထဲမှာတရားအကျင့်ကိုကျင့်ပြီးတော့ပူဇော်နိုင်ဖို့အရေးကြီးပုံလေးကိုဟုတ်လားနေကုန်းချုပ်ကလေးပြောရင်တာအဲ့ဒါကဘာလဲဆိုတော့ဘုံတို့သာဂါရဝကတန်ယုတ်ပါဠိတော်မှာဂါရဝသုတ်တံဆိုတာရှိတယ်အဲ့ဒီသုတ်တံလေးရဲ့နော်ဏိဒန်းလေးကနော်မှတ်သားစရာအလွန်ကောင်းတယ်မြတ်စွာဘုရားဖြစ်ပြီးကစားလေးပေါ့ဘုရားဖြစ်ပြီးကစားမြတ်စွာဘုရားစဉ်းစားတယ်တဲ့အဲ့ဒီစဉ်းစားတာလေးကိုမြတ်စွာဘုရားနောက်တစ်ချိန်မှာပြန်ဟောပြတာပေါ့လေဘာဘယ်လိုစဉ်းစားတော့ဒုက္ခံခောအဂါရောဝိရတိအပ္ပတိတ်တော်တဲ့ဟောအဓိပ္ပာယ်ဘာပြောတော့လောကမှာရိုသေတရားမရှိဘဲနဲ့နော်ကျိုးနွန်စရာအမိပြုစရာမရှိဘဲနဲ့နေရတာဆင်းရဲတယ်တဲ့တေချာစဉ်းစားနော်ဒီဥစ္စာလေးကိုနော်ဒုက္ခံခောအဂါရောဝိရတိအပ္ပတိတ်တော်နော်ရိုသေတရားမရှိဘဲနဲ့ကိုရိုသေတရားကိုမျက်နှိုးတဲ့ကိုတန်ဖိုးထားတဲ့လူမရှိဘဲနဲ့ကိုစိတ်ထဲဟာဒီလူကတော့အလွန်ကိုတော်တာပဲဆိုပြီးတော့အာကိုအာရာပြုတ်ပြီးတော့ဟုတ်လားနေရတဲ့လူပေါ့နော်ဒါနားလည်တွေ့အောင်ပြောတာပါဟုတ်လားအဲ့လိုရိုသေတရားမျက်နှိုးစရာနော်မိခိုးစရာမရှိဘဲနဲ့နေရတာဗါတဲ့တော့ဆင်းရဲတယ်တဲ့မြတ်စွာဘုရားစဉ်းစားတာကိုပြောတာဟုတ်လားအဲ့ဒါကြောင့်မို့လို့တဲ့ကန္နုခွာဟာတမနံဝါပြမနံဝါတက္ကတဝါကရုံကတဝါဥပနိဒာယဝိရရေယံငါဘယ်လိုပညာရှိယဟန်သူတော်ကောင်းတွေကိုနော်အယုအသေးပြုတ်ပြီးတော့အလေးအမြတ်ပြုတ်ပြီးတော့အမိပြုတ်ပြီးတော့နေရပါမတုံးလို့အဲ့လိုစဉ်းစားနေတယ်ကဲဒါဒီစိတ်ကူးမျိုးလေးကိုဘုံဘုံတို့ကိုယ်တန်တန်မှာရှိတဲ့နေပေါ့နော်ကိုယ့်ထက်အကြီးအကဲအနေနဲ့နော်ရိုသေတရားလေးစားတရားမျက်နှိုးစရာမရှိဘဲနဲ့နေရတာပါတော့ဆင်းရဲတယ်တဲ့ဒါမြတ်စွာဘုရားအကုန်တရားလုံးကိုသိပြီးဒုက္ခတွေအကုန်ငြိမ်းပြီးတော့မှစဉ်းစားပုံနော်ဟုတ်လားဒါဘုရားဖြစ်နေတာတော့ဘုရားအဲ့လိုစဉ်းစားတယ်တဲ့နော်ရိုသေတရားလေးစားတရားတန်ဖိုးထားစရာနော်မိကိုစရာမရှိဘဲနဲ့နေရတာဆင်းရဲတယ်ဒါကြောင့်မလို့ငါဘယ်လိုနော်တမနာပြမနာတွေကိုနော်အယုအသေးပြုတ်ပြီးတော့လေးအမျက်ပြုတ်ပြီးတော့အမိပြုတ်ပြီးတော့ငါနေရရင်ကောင်းမလို့လို့စဉ်းစားအဲ့ဒါနဲ့မြတ်စွာဘုရားလောကကြီးတစ်ခုလုံးကိုသူ့ရဲ့ဉာဏ်နဲ့သူရိုသေတဲ့နဲ့လေးစားတဲ့နဲ့မျက်နှိုးတဲ့နဲ့နော်အလေးအမျက်ပြုတ်တဲ့နဲ့ပုဂ္ဂိုလ်လိုက်ရှာတယ်ပြမာတွေနတ်တွေလူတွေတမနာပြမနာတွေအကုန်လုံးလိုက်ရှာသူ့ထက်သာတဲ့လူကိုမပြောနဲ့ဒန်းလူတော့မတွေ့ဘူးတဲ့ဟုတ်လားဘယ်မှရှာလို့မတွေ့ဘူးဆိုတော့ तू ကလူအနေနဲ့ပုဂ္ဂိုလ်အနေနဲ့တတ္တဝါအနေနဲ့မြတ်စွာဘုရားနော်အလေးအမြတ်ပြုဖို့မျက်နှိုးဖို့ဆိုတာတော့မရှိဘူးအဲ့တော့မြတ်စွာဘုရားဘယ်လိုထပ်ပြီးတော့စဉ်းစားတော့အဲ့ဒါလို့ဆိုလို့ရှိရင်တဲ့ငါထိုးထွင်းပြီးတော့သိထားတဲ့ဟောဒီသူတော်ကောင်းတရားကိုပဲဟောမလေးပါဖို့လေးပါနိဗ္ဗာန်ပေါ့နော်ဒီလောကုတ္တရာတရား၉ပါးကိုပဲနော်တက္ကတဝါကရုံကတ္တဝါဥပနိဒာယဟုတ်လားအယုသေးပြုတ်ပြီးတော့အလေးအမြတ်ပြုတ်ပြီးတော့ငါနေတော့မယ်လို့အဲ့လိုမြတ်စွာဘုရားစဉ်းစားတယ်တဲ့ဟုတ်လားအဲ့ဒါလို့စဉ်းစားတဲ့အချိန်မှာနော်တန်ပတိပြမကြီးရောက်လာပြီးတော့မြတ်စွာဘုရားကိုနော်လာပြီးတော့ရှေးတုန်းကပွင့်တော်မူပြီးသားမြတ်စွာဘုရားတွေလည်းဒီလိုပဲတရားကိုပဲအလေးအမြတ်ပြုတ်ပြီးတော့နေတော့မယ်လို့စဉ်းစားခဲ့ကြတာအဲ့လိုပဲနေသွားကြတာဟုတ်လားနောင်ပွင့်မဲ့ဘုရားတွေလည်းဒီလိုပဲနေအောင်ပါမြတ်စွာဘုရားတွေးပုံဟာမှန်ကန်တယ်ဆိုတဲ့အကြောင်းကိုသူလာပြီးတော့ထောက်ခံတာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားဂါထာ၃ပုဒ်ဟောပြတယ်တဲ့အဲ့ဒီဥစ္စာလေးတွေအလွတ်ကျက်ထားရင်တော့ကောင်းမှာဟုတ်လားယေသတိတာတံဗုဒ္ဓယေသဗုဒ္ဓအနာဂတယောဇတရဟိတံဗုဒ္ဓဘဟုနံတောကနာတနောတဲ့တဗ္ဗေတရမကရုဏောဝိဟံတုဝိဟရန္တိစတထာပိဝိရိတံတိဧတာဗုဒ္ဓနာဓမ္မရာတတ္တမယိအတ္တကာမိနမဟာဓမ္မပိကင်္ကတာတတ္တမောဂရုကာတဘောတရံဗုဒ္ဓနာတာသနံအဓိပ္ပာယ်ဘာပြောတော့အကျဉ်းမြင့်လေးပဲဖုံဖုံပြောပြမယ်ဟုတ်လားရှေးတုန်းကပွင့်ခဲ့ပြီးသားမရေမတွက်နိုင်သောဖျားရှင်ကိုတော်မြတ်ကြီးတွေပွင့်ခဲ့တာတွေရှိတယ်ဟုတ်လားနောက်အနာဂတ်မှာလည်းမရေမတွက်နိုင်အောင်ဖျားတွေဟာပွင့်ကြလဲဦးမယ်ဒါလောကရဲ့သဘောပေါ့နော်အဲ့ဒါလိုပဲအခုလောလောဆယ်လဲမြတ်စွာဘုရားပွင့်နေတယ်အဲ့ဒါလိုပွင့်ပြီးပွင့်လက်တံပွင့်စေဖျားအဆူဆူတို့ဟာတဲ့တဗ္ဗေတရမကရုဏောဝိဟံတုဝိရန္တိစအလုံးစုံသောဒီဖျားတွေဟာသူတော်ကောင်းတရားကိုပဲအလေးအမြတ်ပြုတ်ပြီးတော့နော်နေခဲ့ကြတယ်နေကြလက်တံအခုနေလဲနေကြစေဟုတ်လားနောက်တော့ပွင့်ခဲ့တဲ့ဘုရားတွေကလည်းသူတော်ကောင်းတရားကိုအလေးအမြတ်ပြုပြီးတော့နေခဲ့တယ်။နောက်မှပွင့်ကြမဲ့မြတ်စွာဘုရားတွေကလည်းသူတော်ကောင်းတရားကိုအလေးအမြတ်ပြုပြီးတော့နေကြလိမ့်မယ်။အခုပွင့်နေတဲ့မြတ်စွာဘုရားကလည်းသူတော်ကောင်းတရားကိုအလေးအမြတ်ပြုပြီးတော့နေနေတယ်။ဒါကြောင့်မို့လို့တဲ့ဒါတွေဟာဘုရားရှင်တို့ရဲ့ထုံတန်းစင်လာဓမ္မရာတွေပေါ့နော်။အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့အကျိုးစီးပွားကိုအလိုရှိတဲ့မြင့်မြတ်မှုကိုတောင့်တတဲ့ပုံကိုယ်တွေဟာ
နော်သူတော်ကောင်းတရားကိုအမြဲတမ်းအလေးအမြတ်ပြုပြီးတော့နေသင့်တယ်တဲ့ပူဇော်ပြီးတော့နေသင့်တယ်တတ္တမယိအဋ္ဌကာမေနမဟာဓမ္မပိကင်ခတာနော်အဋ္ဌကာမေနအကျိုးရှိတာတွေကိုအလိုရှိတဲ့ပုဂ္ဂိုလ်နော်မဟာဓမ္မပိကင်ခတာမြင့်မြတ်မှုကိုတောင့်တတဲ့ပုဂ္ဂိုလ်ဒါပင်ကိုကဒီစိတ်ကလေးတွေပါဖို့တော့လိုတယ်နော်ဟုတ်လားအကျိုးရှိတာကိုဖြစ်ချင်တယ်ရချင်တယ်နော်မြင့်မြတ်တာကိုတောင့်တတယ်အဲ့ဒီလိုဆိုလို့ရှိရင်တပ်ပိတတ္တမကရုကာတဘောနော်သူတော်ကောင်းတရားကိုဘာလို့ရမှာတော့ရိုးရိုးသေးသေးလေးလေးစားစားစိတ်ထဲမှာမျက်မျက်နှုံနှုံအမြဲတမ်းပူဇော်မဲ့အရာထဲမှာသူ့ကိုရှေ့တန်းမှာထားရမယ်ဟုတ်လားအဲ့လိုပြောလို့ကျန်တာတွေကိုအရေးမထားဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ဟုတ်လားပူဇော်ခြင်းတွေထဲမှာဘယ်ပူဇော်ခြင်းကအဆင့်ဘလို့ဆိုတာလေးကိုပြောပြတာဟုတ်လားဒီနေ့မှာမြတ်စွာဘုရားကိုပူဇော်တဲ့နေရာမှာတော့တတ်တော်တင်ရှာမြတ်စွာဘုရားကိုပူဇော်တာနဲ့ပရိနိဗ္ဗာန်စံပြီးတဲ့နောက်မှာမြတ်စွာဘုရားကိုရည်မှန်းပြီးတော့ပူဇော်ရတဲ့နေရာမှာစိတ်ထားတူလို့ရှိရင်အကျိုးပေးတူတယ်ဆိုတဲ့စကားလည်းပဲအလွန်မှထင်ရှားတယ်ပေါ့ဟုတ်လားကိုယ်စိတ်ထဲကအဓိကနော်ကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တဲ့ဓာတ်တဘာဝတွေဟာကိုယ်စိတ်ထဲမှာပဲအဓိကဖြစ်ပေါ်နေတာပေါ့ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကအစင်အတန်းမြင့်မြင့်အည်သွေးရှိရှိဖြစ်အောင်တော့လှုပ်တဲ့ကင်တဲ့ဖို့မလိုဘူးလားလိုတယ်အခုဒါတရားနာနေကြတယ်ဆိုတာအဲ့ဒါတွေကိုဘုံဘုံတို့လှုပ်တဲ့ကင်တဲ့အောင်ကိုယ့်ရဲ့ဒီပူဇော်တဲ့စိတ်ကလေးကိုအည်သွေးမြင့်မြင့်ဖြစ်ရအောင်ဘုံဘုံတို့ဒါသင်ယူတာလို့မဆိုနိုင်ဘူးလားဆိုနိုင်နော်ဘုရားလာဘကုလရှောင်ခြင်းဒါအရေးကြီးတယ်ဟုတ်လားကြောက်လို့လှုပ်တာမျိုးရခြင်းလို့လှုပ်တာမျိုးဟုတ်လားထုံနှန်းစင်လာမျိုးလှုပ်တာမျိုးတွေကိုဘုံဘုံတို့ရှောင်ရမယ်ဒီစိတ်တွေကလာမှာပဲနော်ဟုတ်လားဒါပေမဲ့ဒါတွေကိုမလာအောင်မလာသင့်တဲ့အရာတွေလို့နားလည်မှုရှိဖို့မလိုဘူးလားလိုတယ်ပြီးတော့ပူဇော်ခြင်းတွေထဲမှာအမိတပူဇာတဲ့ဓမ္မပူဇော်ဟာပို့ပြီးတော့တန်ဖိုးရှိတယ်ဆိုတာလေးကိုပြောပြတာဟုတ်လားနောက်ဆုံးဘယ်ထိတရားကနော်အကျိုးကျေးဇူးကဆက်ရောက်သွားမှာတော့နော်ဓမ္မပူဇာနဲ့ပူဇော်မယ်ဆိုလို့ရှိရင်နောက်ဆုံးနိဗ္ဗာန်ချမ်းသာရပြီးတော့ဒုက္ခငြိမ်းသည့်အထိနော်စစ်မှန်တဲ့ချမ်းသာနဲ့ပြည့်စုံသည့်အထိရောက်မသွားပြီဘူးလားရောက်သွားမယ်နော်ဒါကြောင့်မလို့ကိုယ်ခန္ဓာကိုယ်မှာသတိလေးကပ်ပြီးတော့တရားတစ်ချက်မှတ်လိုက်တိုင်းအာယုံတစ်ချက်စိုက်လိုက်တိုင်းငါသည်ပူဇာစပူဇာနေဟာနာမင်္ဂလာနဲ့လည်းပြည့်စုံနေတယ်လို့မြင်တတ်ဖို့လိုတယ်ဟုတ်လားဘုရားရှိခိုးသွားပြီးတော့ဘုရားရှိခိုးနေမှာပူဇာစပူဇာနေဟာနာမင်္ဂလာနဲ့ပြည့်စုံတာမဟုတ်သေးဘူးနော်အမျိုးမျိုးရှိတယ်ဆိုတာလေးကိုမြင်တတ်ဖို့ပဲအဓိကဒီယတနာမြတ်သုံးပါးရဲ့မြင့်မြတ်ပုံတွေကိုကောင်းထဲမှာရှိပြီးတော့တန်ဖိုးထားတဲ့စိတ်ကလေးရှိနေဖို့ပေါ့ဟုတ်လားအဲ့ဒီဥစ္စာကိုပို့ပြီးတော့ခိုင်မာဖို့ဆိုလို့ရှိရင်ဘုံတို့တရားသိရင်ပို့ပြီးတော့ဒါခိုင်မာသွားမှာပဲလေဆိုရပါစို့ဒါနေကုန်းကြုံလေးဘုံအကြံဉာဏ်ပြောပြမယ်ပုထုဇဉ်တယောက်ရဲ့ယတနာမြတ်သုံးပါးပုံမှာကြီးညိုပုံပူဇော်ပုံနဲ့အရိယာတယောက်ရဲ့ယတနာမြတ်သုံးပါးပုံမှာကြီးညိုပုံပူဇော်ပုံတူနိုင်မလားဘာလို့မတူတာတော့အတိမတူလို့ပေါ့ဟုတ်တယ်မဟုတ်လားသစ္စာလေးပါးသိသွားကြတဲ့ပုဂ္ဂိုလ်တွေဟာဒါဒီသာလင်တန်ဖိုးရှိသုံးလို့အဆုံးစွန်သူတို့ဘာဖြစ်သွားကြပြီတော့နားလေသွားကြပြီဟုတ်လားဒါကြောင့်မလို့တရားကျင့်တယ်ဆိုတာယတနာမြတ်သုံးပါးကိုပူဇော်တယ်ဆိုတာလေးဟုတ်မဟုတ်ဆိုတာလေးသဘာဝကြမကြဆိုတာလေးကိုလည်းဒီရှုတော့ကနေကြည့်ဟုတ်လားအသိဉာဏ်ရှိအောင်ကိုကလုံနေတယ်တကယ်သိသွားပြီဟဲ့ဆိုလို့ရှင်ဩမြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်ဒီသူတော်ကောင်းတရားကိုသိရတယ်ဆိုသူတို့ရဲ့တန်ဖိုးတွေကိုတော့တရားထုတရားမြတ်ကိုမရခင်ကနဲ့ကိုယ့်ရဲ့အသိဟာတူမလားမတူ။ကဲတရားထုတရားမြတ်ရတဲ့အဆင့်ကိုတာတာထားလိုက်အောင်မရသေးဘူးဆိုရင်တောင်မှဝိပဿနာဉာဏ်ရှင်းကြက်ကြက်ရမယ်ဆိုရင်တော့မရခင်ကနဲ့ယတနာမြတ်သုံးပါးပုံမှာတန်ဖိုးထားတာတူမလားမတူဘူးဆိုချမ်းသာတာမတူလို့ရှိရင်တန်ဖိုးထားတာမတူဟုတ်လားယတနာမြတ်သုံးပါးကြောင့်ချမ်းသာမှုရလာတယ်အဲ့ဒီချမ်းသာမှုအနှိမ့်အမြင့်ပေါ်မှာလိုက်ပြီးတော့ယတနာမြတ်သုံးပါးရဲ့ပုံမှာတန်ဖိုးကိုနားလည်မှုမျက်နှိုးနိုင်မှုဟာအနှိမ့်အမြင့်ခွာနေအောင်ပါပဲပြောရရင်တရားကိုသိရင်သိသလောက်ဒီပူဇော်တဲ့ကိစ္စကလေးနဲ့သွားမယ်ဟုတ်တယ်မဟုတ်လားတရားကိုသိရင်သိသလောက်ပူဇော်တဲ့ကိစ္စလေးနဲ့သွားမယ်ဒါကြောင့်တရားကိုသိအောင်အားစိုက်ခြင်းသည်ပင်လျှင်အမြင့်မြတ်ဆုံးပူဇော်ခြင်းဖြစ်နေတာအဲ့လိုလေးဘုံဘုံတို့သဘာဝကြကြစဉ်းစားရမယ်ဟုတ်လားအဲ့တော့ဘုံဘုံတို့ဒီနေ့ကတော့ဒီနေ့လည်းမိနစ်50ကျော်သွားပြီဟုတ်လားအဲ့တော့ပြောစရာလေးတွေလည်းကုန်သွားပြီနော်အဲ့တော့ပြောခဲ့တာတွေအကုန်လုံးပြန်ပြီးတော့နှိမ့်ချုပ်ကြည့်မယ်နော်ပူဇော်တိုက်တဲ့အရာတွေကဘာတွေတော့ယတနာမြတ်သုံးပါးမိဘဆရာသမားနော်ဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးဟုတ်လားကိုဘောကြီးသူရှိရရင်ညီကိုမောင်နှမတွေနော်ဒါတွေကိုနားလည်ရမယ်ပေါ့ဟုတ်လားပူဇော်လို့ရှိရင်ဘာအကျိုးကျေးဇူးရမလို့လောကီအကျိုးကျေးဇူးကနေနောက်ဆုံးလောကုတ္တရာအကျိုးကျေးဇူးတိုင်အောင်နိဗ္ဗာန်ချမ်းသာတိုင်အောင်နော်အဆုံးစွန်အကျိုးကျေးဇူးတွေမရနိုင်ဘူးလားရနိုင်တယ်နော်ပူဇော်ခြင်းဘယ်နှမျိုးရှိတော့အာမိတပူဇာဓမ္မပူဇာလို့2မျိုးရှိတယ်မြတ်စွာဘုရားဘာကိုပို့ပြီးတော့နှစ်သက်တော့ဓမ္မပူဇာကိုပို့ပြီးတော့နှစ်သက်တယ်အဲ့မှာပြောဖို့တစ်ခုကြံသွားတာဘာကြောင့်ဓမ္မပူဇာကိုမြတ်စွာဘုရားအဲ့လောက်ချီးမွမ်းပြီးတော့ဟောရတယ်လဲဆိုတဲ့အချက်ကလေးကိုတပြေကံဆိုတော်ကြီးပြောတာလေးရှိတယ်
အာမိတပူဇာတွေနဲ့ဘလောက်ပူဇော်သာသနာကအဲ့ဒါကြောင့်မလို့အကြာကြီးမတည်နိုင်ဘူးတဲ့သူကြပါတော့ကျောင်းကြီးကြီးစောက်တဲ့ဘုရားကြီးတွေကြီးတွေတဲတယ်ဟာတက်နိုင်လို့အများကြီးပူဇော်တယ်ပေါ့အာမိတနဲ့ပစ္စည်းဝတ္ထုနဲ့အဲ့ဒါကသာသနာအရှိကြီးတည်ဖို့အတွက်အလွန်ကြီးအကျိုးကျေးဇူးမများဘူးတဲ့သာသနာအရှိတည်ဖို့အတွက်အကျိုးကျေးဇူးများတာတရားသိတဲ့လူများရှိလာမှသာသနာအကြာကြီးတည်မှာဒါကြောင့်မြတ်စွာဘုရားဒီအဆုံးအမတွေအကြာကြီးတည်ဖို့အတွက်မျှော်ကိုပြီးတော့ရည်ရွယ်ပြီးတော့ဟုတ်လားတနည်းအားဖြင့်ဓမ္မပူဇာနဲ့ပူဇော်ခြင်းတရားကျင့်ခြင်းတည်တာနဲ့သာသနာကိုအရှိကြီးတည်စေမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီရှုထောင့်ကလည်းကြည်ပြီးတော့ဒီဓမ္မပူဇာကိုမြတ်စွာဘုရားချီးမွမ်းပြီးတော့ဟောတာလို့ဆိုရက်အဲ့လိုသုံးသပ်ပြတယ်ဟုတ်လားတန်ဖိုးခြင်းကွာပုံကိုအဲ့လိုရှုထောင့်တစ်မျိုးကလည်းမြင်တဲ့ရမယ်ပေါ့ဟုတ်လားသာသနာအကြာကြီးတည်စေနိုင်တဲ့ပူဇော်ခြင်းကဘယ်လိုပူဇော်ခြင်းမျိုးလဲမျိုးရင်တရားကျင့်ခြင်းလို့ဆိုတဲ့ဓမ္မပူဇာတည်တာနဲ့သာသနာကိုအကြာကြီးတည်စေလိမ့်မယ်ဟုတ်လားဟာသူကလည်းမလုပ်ဘယ်သူမှလည်းမသိဘူးဆိုတော့နောက်လှုပ်ချင်တဲ့လူကဘယ်သူသွားမေးလို့မေးရမှန်းတော့သိတော့မှမဟုတ်တော့ဘူးလေတရားသိတဲ့လူရှားသွားပြီဆိုလို့ရှိရင်တရားသိတဲ့လူတွေအများကြီးဆိုလို့ရှိရင်ဒါကဆက်ပြီးတော့လက်ဆင့်ကမ်းသွားနိုင်မယ်ပေါ့ဟုတ်လားဒါကြောင့်အာမိတပူဇာတဲ့ဓမ္မပူဇာကမြတ်တယ်ဆိုတာအဲ့ဒီလိုမျိုးတဘာဝကြရှုတော့အစုံကနေမြင်တတ်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်အာမိတပူဇာနဲ့ပူဇော်ပြီးတော့နော်ကျန်တဲ့ပူဇာတွေလည်းပူဇော်ရမှာပါပဲဟုတ်လားဘာပဲဖြစ်ပေါ့ဟုတ်လားအာမိတပူဇာလည်းပဲစွန့်နိုင်တဲ့လောက်ပူဇော်ရမယ်ဒါပေမဲ့အထူးသဖြင့်တော့နော်ဓမ္မပူဇာနဲ့နော်ယတနာမြတ်သုံးပါးကိုပူဇော်နိုင်မယ်ဆိုလို့ရှိရင်နောက်ဆုံးဒုက္ခငြိမ်းသည့်အထိကောင်းကျိုးချမ်းသာကိုရမယ်ပေါ့နော်ဒါကြောင့်နော်ပူဇာစပူဇာနေယာနဟုတ်လားပူဇော်တဲ့ပူဇော်တိုက်တဲ့အရာကိုပူဇော်ရခြင်းဆိုတဲ့မင်္ဂလာတရားနဲ့နော်ပြည့်စုံအောင်ကြိုးပမ်းအထောက်နိုင်ကြပါစေလို့ဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညံဘုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရာစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းကဲဓမ္မဒါနလူရှင်တွေလည်းပဲလိုင်းမောကနေတရားနာနေကြလိမ့်မယ်လို့ဘုံဘုံတို့မျှော်လင့်ပါတယ်အလုံးမိမိတို့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအစုတို့ကိုအာယုံပြုပြီးတော့ဤကုသိုလ်ကောင်းမှုအစုတို့ကြောင့်မဲ့ညံဘုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေလို့ဆုတောင်းကြမယ်တတ္တဝအနန္တကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအညီမျှရပြီးတော့ချမ်းသာကြပါစေလို့စေနာမေတ္တာရှိထားပြီးတော့အမြတ်တမ်းများပေးဝေကြမယ်အလုံးညီညာညာလိုက်ပြီးတော့ဆိုရအောင်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့သည်မဲ့ညံဖို့ညံမျက်နှိပ်ပံကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤကုသိုလ်တို့ဤအဖို့ဘာကကိုအသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစာထား၍30ဘုံကျင်လီခုံသောတတ္တဝအနန္တတို့အားအညီအမျှပေးဝေငှပါ၏အမျှရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုခိုင်အားလုံးကိုယ်စိတ်နှပြချမ်းသာကြပါစေ